ကျွန်တော်အရင်ဆုံးမှာ shape အဲ့တော့ shape နဲ့ပတ်သက်ပြီးတော့ SAB shape တော့တကယ်အောင်ပြောရတာပုံစံမဟုတ်ဘူးเนาะကျွန်တော်ဒီရှေ့ကတစ်ခုကတ်မှာပုံစံဖြစ်မှာဆိုတော့ရှေ့ကတံပဲရည်တယ်တံဆိုတာဘာတံရည်လို့မဟုတ်ဘူးကျွန်တော်ရှေ့ကကျွန်တော် square shape ဆိုတော့မှ၄တောင်ပုံစံအဲ့လိုဖြစ်တာပါเนาะဆိုတော့ shape ဆိုတာတံပြီးတယ်မယ်တံပါဆိုတော့ဒါတော့7 element တော့မှားတတ်တာပေါ့အဲ့တော့ shape ဆိုရင်ပုံစံဆိုပြီးတော့များပါပြီးထွက်လာတယ်ရှေ့ကပုံစံမဟုတ်ဘူးပုံလို့မပေါ်သေးဘူးညာရှေ့ကဘာရှေ့လို့မဟုတ်ဘူးဖြစ်နေရှေ့ဖြစ်နေဘူးမှာကျွန်တော်ရှေ့ကတကူသူနဲ့တွဲမဲ့ကျွန်တော်တို့ဒီနံသားတကူကတ်လိုက်တော့မှဒါဘာပုံစံပုံမှဆိုရင်ကျွန်တော် square shape rectangle shape triangle shape ဘာလို့မျိုးပြန်ပြဖြစ်သွားအဲ့ဒါမှသာလင်းကျွန်တော်3တောင်းပုံစံ4တောင်းပုံစံဒါမျိုးပြန်ပြီးတော့ခွဲတာဖြစ်တယ်ဆိုတော့ shape လေးဆိုရင်တံအဆင့်ပဲတံဆိုတာလူပုံစံလည်းပြင်မယ်တိရွက်လည်းပြင်မယ်ကျွန်တော်ပန်းမှုတွေပုံလည်းပြင်မယ်အဲ့တော့မြည်ဒီ shape မျိုးဆိုပြနိုင်တယ်เนาะဆိုတော့ okay ကျွန်တော်အဲ့မှာအောက်ကနေထပ်ခွဲပါမယ်ဆိုတော့ကျွန်တော်ပေတံထောက်ပြီးတော့ကျွန်တော်ဒီလိုနှစ်ချက်ခွဲသူတို့လေးပဲခွဲလိုက်ပါဒီကောင်လေးကြအောင်ခွဲဆိုတော့နှစ်ချက်ပြန်ခွဲမယ်အဲ့တော့မြားထိုးမယ်ရှိတ်မှာချိုးထပ်ပြီးတော့ခွဲလို့ရတာဒီ organic shape ORGA organic shape တဘာဝတိုင်းဖြစ်နေတဲ့ပုံစံပြောတာပါတဘာဝတိုင်းဖြစ်တဲ့ပုံစံတွေဆိုတော့အဲ့ဒီတဘာဝတိုင်းဖြစ်တဲ့ပုံစံကဘာတွေပါလဲဆိုစဉ်းစားကြည့်လိုက်ကျွန်တော်နေ့စဉ်မြင်တွေ့နေကြအကြောင်းအရာတွေဖြစ်တဲ့တစ်ရွက်တို့တစ်ပင်တို့တစ်ကိုင်းတို့ဟုတ်ပြီနော်ကျွန်တော်ပြီးတော့ရင်ရှိတ်ဆိုတာဒီအပြားလိုက်ပဲတော့နောက်မှာကျွန်တော်ဒီနေ့လေးမင်းနဲ့ရေရှိတ်ကကျွန်တော် FLD flat ပဲ flat စင်ပဲရှိသေးတယ်သူက form ပါသေးသေးရေဒုတယ်မဟုတ်သေးဘူးသူဒီ2 dimension 2D လို့ရေးလိုက်ပါ2 dimension နဲ့နှစ်ဖက်မြင်ပဲဖြစ်အောင်ပါသုံးဖက်မမြင်သေးဘူးပေါ့နော်ဒုတယ်တွေအတိမ်ငက်တွေပါလာပြီအချင်းကျယ်တွေဒါတွေပါလာပြီဆိုရင်တော့အဲ့ကောင်ဒီ form ဖြစ်တော့ပြီဆိုတော့ဒါကကျွန်တော်ရှိတ်နဲ့ပတ်သက်ပြီးတော့ပေါ့ okay ကျွန်တော်ရှိတ်မှာဆိုရင်ပထမဆုံးတစ်ခါမှာ organic shape ကကျွန်တော်အောက်ကနေဝင်လာကုန်နေရေလူကနေလှုပ်ထားတာမဟုတ်တဘာဝတိုင်းဖြစ်တဲ့ကောင်တဘာဝတိုင်းရှိပါတယ်လူမလှုပ်ထားဘူးလူကနေဘာမှသွားလှုပ်ထားဘူးကတိနဲ့ညှပ်ပြီးတော့ပြင်ထားလည်းမဟုတ်ဘူးတဘာဝတိုင်းဖြစ်တဲ့ shape တွေပါဆိုတော့များသောအားဖြင့်ကျွန်တော်တိမ်နေတဲ့ shape တွေ cloud shape တွေအဲ့ဒါတွေပေါ့နော် theoretical shape တွေပန်းမွေး shape တွေနောက်ဆုံးလမ်းမမှာရှိနေတဲ့ကြောက်တုံးရဲ့ shape တဲဝင်းရဲ့ shape အကုန်လုံးပါပါတယ်အကုန်လုံးကျုံးပါတယ်ဆိုတော့ဒါကတဘာဝတိုင်းဖြစ်တဲ့ကောင်ဒီ organic shape ဆိုတော့နောက်တစ်ခုဒီကျွန်တော်တို့ဒီ man-made MED ပါလူတွေပြုလုပ်ထားတဲ့ shape တွေပေါ့အဲ့တော့ကျွန်တော်အနည်းဆုံးပြောမယ်ဆိုရင်ဘလော့ရေးနေတဲ့စာရွက်ရဲ့ shape အဲ့ဒါလူတွေလုပ်ထားတဲ့ shape ပါအဲ့ဒါဒီကျွန်တော်တို့ man-made shape ပါစက်ရုံကထုတ်ထားတဲ့လူတွေဖန်တီးထားတဲ့ shape တနည်းအားဖြင့် rectangle ပုံစံရှိအဲ့လိုမျိုးမြင်ရဆိုပုံစံဆွဲရဲဆိုတာကကျွန်တော်တို့ဒီပုံဆွဲတယ်လည်းမပြီးဘူးဒါကဒုတိယမြောက်အဆင့်ဖြစ်သွားပြီပုံဆွဲတယ်လည်းမပြီးဘူးဆိုတာကကျွန်တော်တို့ shape တွေနဲ့တွဲပြီးတော့မြင်ရမယ်သင်္ချာဆိုင်ရာပုံစံတွေနဲ့တွဲပြီးတော့ geometry shape တွေနဲ့တွဲပြီးတော့ပြင်မြင်ရအောင်ဆိုတော့အဲ့ဒီ man-made shape မှာကျွန်တော်တို့ဘာတက်ပြီးခွဲလဲဆိုရင်နှစ်မျိုးထပ်ခွဲပါမယ်ဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင်ထပ်ပြီးတော့ label ထပ်ခွဲman-made shape ကကျွန်တော်လူလောက်ထားတဲ့ပုံစံပေါ့လူကနေဖန်တီးထားတဲ့ပုံစံဖြစ်ပါတယ်man-made အဲ့တော့ man-made ကအောက်မှာကျွန်တော်တို့နှစ်မျိုးထပ်ပြီးခွဲမယ်အဲ့ဒီအောက်မှာကျွန်တော်ဘာထပ်ခွဲမလဲဆိုရင်ကျွန်တော်အဲ့မှာကျွန်တော်ဒီတင်ချာမှာသင်ခဲ့ရတဲ့ geometry shape GEOMETRIC ကလေးဆိုစလုံးပေါင်းပြီးgeometry shape ပြီးလာမယ်ဒီမှာဆရာ geometry ဘယ်လိုပေါင်းလဲပါအဲ့တော့ geometry shapeဆိုတာကျွန်တော်ဗာနဲ့သွားလို့ဆိုရင်ကျွန်တော် M2 လို့ရေးလိုက်သင်္ချာ1မှာသင်္ချာ2မှာသင်ရတဲ့ပုံစံတွေကျွန်တော်ကျောင်းမှာသိရပြီးသားဒေါင်းနေပါတယ်အချိုးအစားတွေပါတယ် geometry shape တွေပါဆိုတော့ geometry shape မှာအကုန်ပါတယ် M2 လို့မှတ်ထားလိုက်ပါအဲ့တော့ mathematics 2မှာကျွန်တော်တို့သင်ရတဲ့ပုံစံတွေပါအဲ့မှာကျွန်တော်တို့ဒီ dimension တစ်ဖက်တည်းပါတယ် flat ဖြစ်အောင်မယ် form ပါသေးဘူးဒါအပြားလိုက်ပဲဖြစ်အောင်လို့သိရအောင်ပေါ့နော် shape တွေအတိုင်းဆိုတော့နောက်တစ်ခုကျွန်တော်တို့ဒီထပ်ပြီးတော့မှသိရမှာက geometry shape ကနောက်တစ်ဆင့်မှာကျွန်တော် environment environment ဆိုတာပတ်ဝန်းကျင်ကိုပြောတာ environment ဆိုတာကျွန်တော်တို့နေ့စဉ်အသုံးဆောင်တွေမှာတွေ့ရတဲ့ shape တွေ geometry ကြကြမှာကြားလိမ့်မယ်ဥပမာဆိုရင်ကျွန်တော်ထားပါတော့အနည်းဆုံးလေး tissue ဘူးဒါမှမဟုတ် tissue တို့တစ်စုပ်ရဲ့ shape ကိုကြည့်မယ်ဆိုရင်ဗျ geometry မကြတော့ဒါပေမဲ့အဲ့ကောင်ဒီ organic မဟုတ်နော်ဆို organic မဟုတ်လူကနေပြီးတော့လုပ်ထားတဲ့ shape ပေါ့ဒီကနေဖန်တီးထားတဲ့ shape organic မဟုတ်ဘူး environment ကျွန်တော်ပတ်ဝန်းကျင်မှာနေ့စဉ်တွေ့နေရတဲ့ပတ်ဝန်းကျင်မှာရှိတဲ့
UTBC တွေရဲ့ပုံစံတွေမှာဆိုတော့ဒါကလူလုပ်တဲ့နေရာမှာနှစ်မျိုးပြန်ပြီးရှိတယ် Okay အဲ့ environment မှာကျွန်တော်တို့ဘာထပ်ပြီးခွဲလဲဆိုရင်ချက်ခွဲဦးမှာရှင်းနေသေးဘူးဆိုတော့ကျွန်တော်ဒီမှာ environment ထပ်ပြီးတော့ခွဲမှာဒီ environment ကကျွန်တော်ကနေဝင်လာပြီးရေးဆိုတာက environment ဒီပတ်ဝန်းကျင်မှာအမြဲတမ်းမြင်တွေ့နေရတဲ့ရှိတယ်ပတ်ဝန်းကျင်မှာရှိပြီးသားကျွန်တော်နေ့စဉ်မြင်တွေ့နေကြနေ့စဉ်တူကအမြဲတမ်းတွေ့နေကြရှိတယ်ဖြစ်ပါတယ်ဆိုတော့အဲ့ကောင်လေးကကျွန်တော်တို့ပြန်ပြီးတော့မှဒီပတ်ဝန်းကျင်မှာအမြဲတမ်းမြင်ရတယ်ဆိုပေမဲ့တတိထားပြီးတော့မကြည့်ထားမိဘူးမလေ့လာထားမိဘူးတတိမထားမိဘူးဆိုရင်လည်းမြင်ကြမှမြင်တာ environment တွေ့ရတဲ့ကောင်လေး okay ကျွန်တော်အဲ့မှာ geometry shape မှာဆိုရင်ကျွန်တော်အောက်ကနေပြီးတော့ထပ်ပြီးတော့မှကျွန်တော်ဒီခွဲလို့ရတယ်ဆိုတော့အဲ့မှာဆိုရင်ကျွန်တော်ဒီနောက်ထပ်နှစ်ခုထပ်ခွဲမယ်နည်းလေးရှုပ်ပြီးရှိတယ်ဒီလိုနှစ်ခုထပ်ခွဲအဲ့တော့ကျွန်တော်ဒီမှာဒီ sample SIMB ကနေ sample ရိုးရှင်းတဲ့ကောင်လေးပြီးတော့ rounded 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 ဆိုတာကကျွန်တော်လုံးဝင်းနဲ့မြင်းကွေးတွေပါတဲ့ကောင်ဥပမာဆိုခုံးလို့ပါတော့ကတော့ကျွန်တော်ကတော့ကျွန်တော်ပါတယ်ခုံးမှာပါတယ်ဘယ်ဘက်ဆိုရင်တော့ဘာလို့မျိုးပြောတာပါဆလင်နာတို့ကောင်အဲ့ကောင်တွေကမျက်နှာပြင်အဖြောင်းနဲ့မျက်နှာပြင်ကွေးနေပေါ့ကျော် sample ဆိုတာအောက်မှာနမူနာတတိလေးဆိုတာလိုက် sample ဆိုတာဒီလိုတောင်းမြင်းဖြောင်းတွေပဲသုံးတဲ့ရှိတွေပါ၄တောင်းတွေ၃တောင်းတွေဒါမျိုးရှိတွေက sample ရှိရိုးရှင်းနဲ့ကျွန်တော်တို့ဒီ straight line ကြီးပဲတည်တံ့သုံးသွားတယ်ပေါ့ sample ရှိတွေ round တဲ့ကြတော့ကျွန်တော်ဘာတွေအောင်လဲဆိုရင်ကျွန်တော်ခုံးနေပြီးတော့ကျွန်တော်ဆလင်နာတွေဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီကြားထဲမှာကျွန်တော်ထပ်ပြီးတော့ရေးပါသည် F1 found လို့ရေးလိုက်ပါ F1 found အဲ့တော့ found ထပ်ပြီးတော့မှပေါင်းသွားတယ်ပေါ့ဘာလို့လဲဆိုရင်ကျွန်တော် rounded ဖြစ်ဖို့အတွက်ကဒုတယ်မြင်ရမှာ rounded ဖြစ်မှာဒုတယ်မြင်ရရင် rounded မဖြစ်ဘူးကျွန်တော် nose ဘူးတကူကိုရှစ်တက်ရမြင်ရတဲ့အခါမှာတကူပေါ်တင်ထားကြည့်တယ်ဗျာကျွန်တော်မျိုးလုံးကမြင်အောင်ကြည့်တဲ့မျိုးလုံးကမြင်အောင်ကြည့်ဆိုတာက nose ဘူးတကူကကိုယ့်မျက်စိရှစ်တက်မှာတန်းနဲ့ရှိနေတဲ့အခါမှာအဲ့ကောင်ဒီ rounded မဖြစ်ဘူးဒါမျိုးပဲဒီလိုကြီးပဲမြင်ရမှာဒီလိုကြီးပဲမြင်ရလိမ့်မယ်ဟုတ်ပြီနော်မျက်စိရောက်ကိုနည်းနည်းလေးကြာသွားတော့မှဒီအပေါ်ပိုင်းကဒီလိုမျက်နှာပြင်ရဲ့အဝိုင်းကိုစမြင်ရမယ်အဲ့ perspective မျက်လုံးရဲ့အပေါ်နဲ့အောက်နဲ့ကြာဘေးဆောင်းတာတွေပါတော့မှ perspective မျက်စိနဲ့တန်းနေတဲ့များကာလပတ်လုံးဘယ်တော့မှကျွန်တော်တို့ဝိတုပစ္စည်းတွေရဲ့ကျွန်တော်တို့ဒီလုံးလားပြားလားဆိုတဲ့ဒူးတွေကိုမတွေ့ရအောင်အဲ့ဒါတော့ကျွန်တော်တို့ဒီ found နဲ့ပတ်သက်ပြီးတော့ရေးကြီးတော့မှတ်ရမှာချင်းမျက်စိတန်းထဲမှာရှိတဲ့ပုံဆွဲနေတယ်ဆိုရင် landscape ပါဆွဲရဆိုရင်ကျွန်တော်ဒူးတဲ့တိတိကျကျရမ်းထည့်ပြန်လို့ပေါ့ကျွန်တော်လူဆွဲနေလို့ပဲလုံးရှိတဲ့မှာရှိတဲ့လူတယောက်ကို share တော့ပါမချင်းအပြားလိုက်ဆွဲတယ်အဲ့ဒါလူရဲ့သဘောတက်ရောက်တယ်လူရဲ့ portrait ပဲပေါ့နော်ဆိုတော့ဒါကိုတိရမယ့်ချက်ပေါ့အဲ့တော့ဒီမျက်နှာပြင်လုံးနေပါလားဒီ found ပါလာပြီပေါ့ found ပါတဲ့ကောင်ကဘယ်လိုချင်တာပါလဲဆိုရင်ပြန်ပြောမယ်ဆိုရင်တော့ကျွန်တော်မျက်လုံးရဲ့အပေါ်ရောက်တွေကြာသွားတယ်မျက်စိကနေပြီးတော့ဗျာကျွန်တော်တို့ဒီနီးတာဝေးတာတွေအောက်ကိုကြာတာတွေအပေါ်တက်တာတွေပေါ့ဒါမျိုးတွေဖြစ်သွားတယ်စောင်းသွားတယ်အနေငယ်ကွေးညွတ်သွားတယ်ဒါမျိုးပေါ့ကိုယ်အမြင်ကစောင်းသွားတယ်ဆိုရင်အမြင်ပြောင်းသွားသည်ဖြစ်စေဝိတုပစ္စည်းကနေရာရွေ့သွားသည်ဖြစ်စေပေါ့အဲ့လိုဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ်စေအဲ့လိုမျိုးရွေ့သွားပြီဆိုတာနဲ့သူတို့ရဲ့ဒူးတယ်တွေကိုစပြီးမြင်ရမယ်စက်ကူမှာစက်ကူဒူးတယ်ရှိတယ်နော်အဲ့တော့အကောင်ကဒူးတယ်ရှိပြီလားစက်ကူဒူးတယ်ရှိတော့ကျွန်တော်စာရေးလို့ရစက်ကူမှာဒူးတယ်မရှိဘူးစာရေးလို့မရဘူးလေယာနဲ့ဖြစ်သွားအငွေ့ပဲအဲ့လိုဖြစ်သွားတယ်ပေါ့နော်အဲ့တော့အငွေ့မှာတော့ gas မှာလည်းဒူးတယ်ရှိပြီလားဒါပေမဲ့ကျွန်တော်စက်ကူကဒီကြာဆရာကြီးစက်ကူကြရင်ဘယ်လိုဆိုလဲစက်ကူမှာဒူးတယ်ရှိတယ်လေဒူးတယ်ရှိလို့တော့ကျွန်တော်မြင်နေရပါပေါ့ဒူးတယ်မရှိလို့ကျွန်တော်ဘယ်မြင်ရမလဲဆိုတော့ဒါဒီကျွန်တော်ပြန်ပြီးတော့မှသိရမယ်နော်အဲ့တော့ sample shape sample ဆိုတာကကျွန်တော်ရိုးရှင်းပဲအဲ့တော့ sample shape မှာများသောအားဖြင့်သတိထားမိတာကျွန်တော်ဒီမှာရေးတဲ့ sample shape တွေမှာ form မပါသေးဘူးဒီမှာဒီ form မပါသေးဘူးပေါ့အခုက form အမှားချက် form ကတော်တော်များဒီ sample shape မှာမတွေ့ရသေးဘူးအဖြောင်းမင်းပြောင်းနေပဲသုံးဆွဲရမယ်လို့ကျွန်တော်ဒီလိုမြင်ဒီထားပါတော့ပစ္စည်းကန်လို့စက်တက်ကန်လို့ဆိုရင်လေပစ္စည်းကန်ဆိုရင်လည်းကျွန်တော်တို့9000ဆွဲသွားတယ်အဲဆိုရင်ကျွန်တော်တို့ဒီမှာ straight line ပဲဟုတ်ပြီနော် form မပါသေးဘူးအဲ့တော့ round ရှိတဲ့ကောင်တော့ round ဖြစ်တဲ့ကောင်တွေကျတော့ကျွန်တော် found နေစပြီးပါလာပြီအဲ round ဖြစ်တဲ့ကောင်တွေကျတော့ကျွန်တော်ဘာတွေဆက်ပြီးတော့မှပြရမယ်ဆိုရင်ကျွန်တော် perspective တွေကိုဆက်ပြီးပါလာပြီအော်ကျွန်တော်ဒီ round ဖြစ်တဲ့ကောင်တွေဆွဲတော့မှ PRSP CDI ဒီ perspective ဆိုတော့ကျွန်တော်ရှုထောင့်မြင်ခွင့်တွေစပြီးတော့ပါလာမှာဖြစ်တယ်အဲ့တော့ဒီ round မဖြစ်မချင်းကကိုဆွဲနေပုံလို့တရားသိရမှာနော် artist တယောက်ရဲ့ကျွန်တော်ဒီ ART ဆိုတဲ့ R ရဲ့အရှိကောင်းရှိနေဗျာအဲ့တော့ပြီးတော့ ARDIST ဆို artist ဆိုတဲ့စကားလုံးတစ်ခုချင်းရဲ့အဓိပ္ပာယ်ရှိတယ်။ A ကပါလဲအားပါလို့ဆိုရှိတယ်ကိုယ်ကမှတော့ခေါက်ကြည့်။ဆိုတော့အဲ့မှာဆိုရင်ကျွန်တော်တို့ဒီ artist တယောက်က thinking level သူ့ရဲ့ creative thinking ဆိုတဲ့အပိုင်းတွေပါတယ်။
ဆိုအဲ့ create သင်ခန်းမှာဆိုရင်အဲ့လိုတွေးတဲ့အပိုင်းပေါ့ကိုဆွဲနေတဲ့ပုံနဲ့ပုံစံကဘယ်လိုလဲအဲ့လိုမျိုးဆွဲနေနေမှာဗျာဥနောက်တိုင်းမှာအဲ့လိုမျိုးစဉ်းစားတယ်အဲ့ဒါကြောင့်ကျွန်တော်ပုံဆွဲနေရင်တုံတောင်တခြားရအောင်မရဘူးဆိုတာဒီအဲ့လိုတကယ်ပုံထဲမှာနှစ်ခါစိတ်နှစ်ပြီးတော့ဆွဲတဲ့ခါကျရင်အဲ့လိုတွေးနေရများနေတော့တည်းပုံဘယ်လိုကောင်းအောင်ဘယ်ဒီနေ့မှာဘယ်လိုဖြစ်နိုင်လဲဘယ်လိုဆွဲရမလဲဆိုတော့တွေးများသွားတဲ့ကွာ artist တွေတော့များလို့မျိုးဘေးရသိမရတော့တာအဲ့ကြောင့်လည်းပါမှာเนาะအများအားတွေးနေတာပေါ့ဒီတိုင်းရောက်ဒီလည်းလို့ဆိုပဲရောက်အင်းဆိုပြီးသွားဆွဲလို့မရဘူးပေါ့เนาะဆိုတော့ဒါကကျွန်တော်တို့ဒီ perspective ပါလာမယ်ဆိုရင် perspective ဒီဘယ်မှာပါလဲဆိုရင် rounded အလုံးတွေစပြီးတော့ပေါ်တော့မယ်ဆိုရင်လုံးဝင်းနဲ့မျက်နှာပြင်ပေါ်တော့မယ်ဆိုရင် perspective စပြီးတော့ပါလာမှာဟုတ်ပြီเนาะ okay နောက်တစ်ခုကကျွန်တော်တို့ဒီဘက်က organic မှာဆိုရင်ကျွန်တော်တို့ဒီနှစ်မျိုးပြန်ပြီးတော့ခွဲလို့ရတယ်အဲ့တော့ထပ်ပြီးတော့ခွဲအစာဝင်းစားလို့ပါတယ်အဲ့တော့ organic မှာ regular 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 နဲ့ irregular အိုင်ဟာလို့ပဲရေးလိုက်ပါ irregular regular ဆိုတာပုံမှန်ဖြစ်တဲ့ရှိဥပမာထားပါတော့ကျွန်တော်ပုံဖမ်းလို့ရတဲ့ပုံမှန်ဖြစ်တဲ့ရှိ organic မှာပန်းသီးဆိုပုံဖမ်းလို့ရတယ်เนาะ organic ရှိပန်းသီးတစ်လုံးတည့်ရသည်ဆိုတာကျွန်တော်တို့ပြတည့်ရသည်ဆိုရဲသဘောအတိုင်းကျွန်တော်တို့မြင်နေကြအောင်မှာတည့်ရသည်အတည့်ရသည်อ่ะဗျာတင်မောသီးကိုဖြစ်သွားရဆိုရင်အဲ့ဒါသဘောမကျတော့ဟုတ်တယ်เนาะကျွန်တော်တို့သတိထားမိတယ်အဲ့လိုမျိုးပေါ့เนาะကျွန်တော်ပုံသဏ္ဍာန် regular ဖြစ်တဲ့ပုံစံဆိုတော့ဆိုတော့ကျွန်တော်ပန်းသီးဆိုရင်ပန်းသီးပုံစံအတိုင်းသိရမယ်ပန်းသီးပုံစံအတိုင်းဖြစ်ရမယ်အဲ့ပန်းသီးပုံစံမှာလည်းနည်းလေးထိုးထွက်ပြီးတော့ပန်းသီးတိတ်မှာဂျိုလေးထွက်လာတယ်ဆိုရင်တော့အဲ့ဆိုအဲ့ကောင်အဲ့ပန်းသီးနဲ့ထူကြတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့ regular shape ဆိုတာတော့ regular ဒီပုံစံဖမ်းလို့ရတဲ့ shape ဟုတ်ပြီနော်အတိအကျရှိတယ်အဲ့ irregular ဆိုပြီးဘာလို့လဲဆိုရင်တော့တိမ်လို့ပါတော့အငွေ့လေး shape တိမ်လို့ရေစက်ကြာသွားတယ် plug ဆိုကြာသွားတယ်ရေစက်လှိုင်းထားသွားတဲ့ shape အဲ့လိုမျိုးကျတော့ irregular ပုံစံဖမ်းလို့မရဘူးဖြစ်တည်မှုကခဏလေးပဲဟုတ်ပြီနော်အဲ့တော့ဒီဟိုမှာကိုကဒီချိန်မှာဒီတိမ်ရဲ့ landscape ပုံဆွဲနေဆိုပေမဲ့နောက်တမင်းနောက်နေတဲ့အခါမှာအဲ့တိမ်ကဒီလိုဖြစ်စင်မှာဖြစ်တော့တာရွေ့သွားတယ်ပေါ့ပုံစံပြောင်းသွားတယ်အတိအကျမဟုတ်တော့ပုံဖမ်းလို့မရတယ်အဲ့ဒါဒီ irregular shape နားလည်နော်ဆိုတော့ regular shape ဆိုတာကပုံစံဖမ်းလို့ရတယ်အဲ့တော့ကင်တွေ့လို့ရတယ်ပေါ့တနည်းအားဖြင့်ကျွန်တော်တို့ပကြီးမှာကျတော့အဲ့ကောင်ဒီ stay light လို့ခေါ် stay light တွေဆွဲနေမှာတုံးတယ်တီးတွေပါတွေ့ဦးပါလိမ့်မယ်တီးကိုပန်းပွင့်လို့ပန်းအောင်လို့အဲ့ဒါဒီကင်တွေ့လို့ရတယ်ဒီနေရာမှာထားရင်ဒီနေရာမှာရှိတယ်ပုံစံဆိုတာကကျွန်တော်50လောက်နေမှာညှိုးနှွမ်းတာပုတ်ပွားတာကျွန်တော်ကြောင့်ပြောင်းမယ်တကြီးဆိုရဲနေတဲ့အချိန်မှာတနိုင်လောက်ကတော့ကျွန်တော်အဲ့ကောင်ကဒီတိုင်းပဲရှိနေတယ်အဲ့ဒါဒီကျွန်တော် regular shape လူကဒီမှာထားရင်ဒီမှာတိုင်းရှိတယ်အဲ့တော့ပြီးတော့ရင်တတ်မှတ်ချက်တိုင်းပြန်ပြီးတော့ရှိတယ်ဥပမာဆိုရင်ကတရေရွက်ဆိုတရေရွက်တိုင်းရှင်းမျိုးလေးရှိတယ်ဥပမာဆိုပိန်းရွက်ဆိုပိန်းရွက်တိုင်းပုံမှန်ရှိတယ်ပိန်းကြတယ်ဆိုပိန်းကြတယ်တိုင်းရှိဟုတ်တယ်နော်ဆိုအဲ့လိုမျိုးပြောတာပြီးတော့ကျွန်တော်ပုံစံဖမ်းလို့မရဘူးခေါင်းကပြောတယ်ကျွန်တော်တို့ဒီအခိုးငွေတွေနဲ့အရေဖွဲ့စည်းတဲ့ပုံစံအဲ့တော့ကျွန်တော်အဲ့ကောင်ကဗမာသွားပြီးကျွန်တော်လေ့ကျင့်မယ်ဆိုရင်ကျွန်တော်တို့ဒီရေတွေပါရေခွက်တွေပါဆွဲတွေ့ရလိမ့်မယ်ပုံစံဖမ်းလို့ရတဲ့အချိန်နဲ့ပုံစံဖမ်းလို့မရတဲ့အချိန်အဲ့နှစ်ခုတွေ့ရလိမ့်မယ်ဆိုတော့အဲ့မှာကြာရင်ကျွန်တော်ရေထဲမှာရေကိုပေါအောင်ဆွဲဖို့တက်ကဘယ်လိုရှိသုံးပြီးဆွဲမှာလဲပေါ့အဲ့လိုမျိုးစဉ်းစားတဲ့ဘိုင်းတွေလာတော့ဆိုတော့ဒါလေးကိုသိရမယ်ဆိုတော့ဒါကကျွန်တော်တို့ပြန်ပြီးတော့မှပုံစံဖမ်းလို့ရတဲ့အချိန်နဲ့ပုံစံဖမ်းလို့မရတဲ့အချိန်မှာပုံစံဖမ်းလို့မရတဲ့အချိန်ဆိုတာကတော့တနည်းအားဖြင့်ရေကိုရင်ငွေတွေနဲ့အခိုးငွေတွေပေါ့အဲ့ဒါတွေများပါတယ်နောက်တစ်ခုကြာရင်ကျွန်တော်တို့ဒီချွဲကြီးတဲ့ကောင်ပေါ့အသားပြော့တဲ့ကောင်ဒီ irregular shape မှာအဲ့တော့တနည်းအားဖြင့်ကျွန်တော်ပတ်ကြည့်လိုကောင်မျိုးတွေပြီးတော့ဆိုတော့ regular shape နဲ့ irregular shape အဲ့တော့ကျွန်တော်တို့ဘာအပိုင်းကိုစပြီးလေ့ကျင့်ရမလဲဆိုရင်ကျွန်တော် shape မှာ regular ဖြစ်တဲ့ကောင်နဲ့ irregular ဖြစ်တဲ့ကောင်ဖြစ်တယ်ကျွန်တော် organic shape ကနေစပြီးလေ့ကျင့်ရမယ်ဆိုတော့ organic shape ကိုဘာကြောင့်လေ့ကျင့်ရလဲဆိုရင်အဲ organic shape ကိုလေ့ကျင့်တဲ့အကြောင်းပဲရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီ geometric shape ဆိုတာကထောင်းနေတက်မှတ်ချက်တွေရှိပါတယ်နံပါတ်1ကတင်ချာတူးမှာကျွန်တော်သင်ခဲ့ရတယ်အကြောင်းမတိုင်တော့လည်းမပြောတတ်ဘူးလို့တင်ချာတူးမှာသင်ခဲ့ရတယ်အဲ့တော့ geometric shape ဆိုတာကဒါဆိုရင် student ဆို student ပုံစံရှိရတယ်ဗျာ၄နာ၄တော့မြည်ရတယ်ဟုတ်တယ်နော် triangle ဆိုရင်3နာ3တော့ကအတွင်းတော့တရားရှိတယ်ရှိကိုရှိရမယ်ဟုတ်ပြီနော်ပြီးတော့ animation စုကန်ဆို animation စုကန်ရဲ့ပုံစံရှိကိုရှိရမယ်အဲ animation စုကန်ပုံစံကိုမှလာပြီးတော့ triangle ကြီးလာထားပြီးတော့ဒါကြီးက animation စုကန်လို့ပြောဘယ်သူမှမယူဘူးဘာလို့လဲဆိုရင်တတ်မှတ်ချက်ရှိလို့ geometric shape ကနော်အတိအကျ definition ရှိတယ် meaning ရှိတယ်ဆိုတော့ဒါက geometric shape နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘာကြောင့်ဒီ geometric shape ကိုနောက်မှလေ့ကျင့်လဲဆိုရင်ဒီကောင်းနေဒီအတိအကျဆွဲရမယ်အဲ့ဒီအတိအကျဆွဲဖို့တော့ကကျွန်တော်ပတ်ဝန်းကျင်မှာမြင်နေတဲ့နေရာကကျွန်တော်တို့ organic shape တွေရဲ့ဖြစ်နေတဲ့ပုံစံတွေကိုနားလည်ဖို့လိုတယ်အဲ့ဒါမှသာလျှင်ကျွန်တော်တို့ဒီလိုမျိုး environment နဲ့ geometric shape တွေကိုထပ်ပြီးတော့မှနောက်စိတ်နေနေဒီလိုခုံကူးပါလို့ရမယ်ဒီရှေ့အပိုင်းကိုနားမလည်ဘဲနဲ့မှပန်းဝင်း shape ကဘယ်လိုလဲ cloud shape ကဘယ်လိုလဲဆိုတော့မသိဘဲနဲ့
ဒီနောက်ပိုင်းကကျွန်တော်တို့ရှိတွေကိုစက်မှန်ပြီးတော့မှလေ့ကျင့်တဲ့အခါမှာအစိမ့်ကြော်ပြီးတော့မှလွတ်သွားလိမ့်တောင်းတော့ဖြစ်သွားတယ်မတွေ့ရတော့ဆိုတော့ဒါကြောင့်မို့ကျွန်တော်တို့ဒီ organic ရှိတွေကိုစပြီးလေ့ကျင့်မှာဖြစ်တယ်အဲ့တော့ organic နဲ့ပတ်သက်ပြီးတော့လေ့ကျင့်တဲ့အခါမှာကိုကဘာကိုတတိထားပြီးအခုရစကြည့်တော့လဲဆိုရင်တော့ပတ်ဝန်းကျင်မှာရည်သမျှပစ္စည်းဟောမှာလူကနေမလုပ်ထားတဲ့လူမလုပ်ထားတဲ့ကိုယ်အိမ်ထဲမှာတော့တွေးကြည့်လိုက်တစ်ချက်တွေးရတယ်ပေါ်ပါတယ်လူကြီးဆိုတော့အဲ့တော့ကလေးတောင်တွေးနိုင်တယ်နော်ဆိုတော့လူကြီးဖြစ်တဲ့အတွက်တစ်ချက်တွေးကြည့်လိုက်ကိုယ်အိမ်သားမှာရှိတဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကိုယ်အနားမှာရှိတဲ့ကိုယ်ခြံဝန်းထဲမှာရှိတဲ့လမ်းသွားလမ်းလာမှာရှိတဲ့လူကနေမလုပ်ထားဘဲနဲ့တဘာဝတိုင်းဖြစ်နေတော့ရှိတ်တွေကဘာရှိတ်တွေရှိတယ်ဆိုတာကိုပြန်ပြီးတော့တွေးရမှာနံပါတ်1ကပုံဖော်မဲ့ပုံစံပေါ့နော်ပြီးတော့နံပါတ်2ကျရင်အဲ့ဒီပေါ်လာတဲ့ကျွန်တော်အုံးတော်မှာပေါ်လာတဲ့ရှိတ်တွေကိုကျွန်တော်စာရွက်ထဲမှာပြန်ပြီးတော့မှနေရာချပြီးတော့အောက်လိုင်းရဲ့သဘောနဲ့ပြန်ပြီးတော့မှဆက်ဆက်ပြီးတော့ဆွဲရမှာကျွန်တော်ရှေ့မှာလေ့ကျင့်ခဲ့ရတဲ့အောက်တာကွန်ထရိုရဲ့သဘောနဲ့ပြန်ပြီးတော့နေရာချအဲ့လိုတွေးတတ်ပြီဆိုရင်ဒုတိယမြောက်အဆင့်ရမှာကျွန်တော်တကယ်အတိအကျဖြစ်တယ်ဥပမာဆိုရင်ကျွန်တော်တို့ဒီခဲပြက်ဆိုခဲပြက်ပေတန်းဆိုပေတန်းဒီမှာကျွန်တော်တို့ဒီဖုန်းဆိုဖုန်းအဲ့လိုမျိုးအတိအကျရှိတဲ့တရားတွေရဲ့ရှေ့ကိုထပ်ပြီးတော့မှဒုတိယမြောက်အဆင့်နဲ့တွေးပြီးဆွဲလို့ရမှာဆက်သက်ရှိရနော်အဲ့လိုမျိုးကျွန်တော် fundamental ကဟိုတောင်းတင်းတော့လည်းမဟုတ် तू ကအဲ့လိုမျိုးသင်ယူရှိတယ် academic ကသင်ယူရှိပညာရေးစိတ်လိုမျိုးပဲ10နှစ်လောက်သင်ရပါလဲဆိုအဲ့တော့10နှစ်လောက်ရှိရဲသူ့ရဲ့ဒီကပညာရေးစနစ်တိုင်းသွားမယ်ဆိုရင်အများကြီးပဲဆိုတော့ဒါကျွန်တော်ပြန်ပြီးတော့မှတွေးဖို့အတွက်ကကျွန်တော်တို့လောက်ပဲရှင်းပြလို့ရတယ်တွေးရမယ့်ပိုင်းကတော့ကိုယ်ပိုင်းပေါ့ကိုယ်နဲ့ဆိုင်တယ်ဆိုတော့ဒီမှာကျွန်တော်တို့စပြီးတော့မှအဲ့ဒီ organic ရှိတွေကိုနားလေဖို့အတွက်ကခုနကကျွန်တော်တို့20နဲ့ပြန်ပြီးတော့မှစဉ်းစားမှာဖြစ်တယ်အဲ့တော့ဒီမှာကျွန်တော်တို့ဘသူရဲ့သင်ငယ်စကားပိုကောင်းလဲဆိုတော့စပြီးတော့မြင်ရပြီပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ဘယ်ပုံမှလည်း reference သွားပြီးယူမဆွဲဘူးဘယ်ဟာမှလည်းသွားပြီးတော့လည်းမရှာဘူးဘယ်ဘိုင်းမှလည်းသွားပြီးတော့မကြည့်ဘူးဘယ်ပုံမှသွားမကြည့်အောင်နော်အဲ့လိုဆွဲတော့ဆိုအဲ့လိုလည်းမှဆိုတာဒီကျွန်တော်ဘာဆွဲမဲ့ဆိုရင်ကျွန်တော်ကိုယ့်ဘက်ဝင်ချင်းမှာရှိတဲ့ organic ရှိ15မျိုးဟုတ်ပြီနော်လူကနေပြီးတော့ဖန်တီးမထားဘူးတဘာတိုင်းဖြစ်ရမယ်ပြီးတော့သူဖြစ်နေတဲ့ပုံစံမျိုးအဲ့တော့ဘယ်ဟာရဲမဟုတ်အကုန်မှန်တယ်ဒီမှာမှားရဆိုတာမရှိတော့အကုန်မှန်တယ်အဲ့တော့ဒါပေမဲ့ကျွန်တော်ရေးဆွဲတဲ့အခါမှာဆိုရင်တော့အထဲမှာထပ်ပြီးတော့မှပုံစံဖော်ရမယ့်အပိုင်းရှိတယ်ဒါတော့ကျွန်တော်ပြင်ခါရဲဆွဲနေပြပြမယ်ဆိုတော့ကျွန်တော်တို့ဒါဆိုရင်တော့ကျွန်တော်ရှိနေပတ်သက်ပြီးတော့ဘယ်လိုအဆင့်တွေကိုတွေးပြီးတော့လေ့ကျင့်မယ်ဆိုတော့နားလည်လို့ထင်ပါတယ်အဲ့တော့ regular ဖြစ်တဲ့ shape နဲ့ irregular ဖြစ်တဲ့ shape အဲ့တော့အဲ့မှာဆိုရင်ကျွန်တော်တို့ပြန်ပြီးတော့မှကျွန်တော် regular irregular မခွဲပြီးတော့အဲ့ဆိုရင်ပိုခတ်တော့မှာ regular shape ကြီးပဲစဉ်းစားဆိုရင်တိုင်ရွက်ပြီအမှပန်းတီးဖြစ်ရမယ်တရတီးဖြစ်ရမယ်ဟုတ်ပြီနော်တရရွက်ဖြစ်ရမယ်အဲ့တော့ပုံစံအတိအကျဖန်လို့ရတဲ့ကောင်တွေနေ့ဒေတာတွေဘယ်လောက်ပဲပြောင်းပြောင်းရာသီဥတုဘယ်လောက်ပဲပြောင်းကျွန်တော်နောက်တစ်နေ့ထွက်လာလိုက်ဒီတိုင်းပဲပြောင်းနေမှာတော့ဟုတ်ပြီနော်ပြီးတော့ကျွန်တော်တို့ဒီကြောက်ခဲဆိုရင်မရတော့ကြောက်ခဲဆိုရင် irregular ဖြစ်ကုန်ကြောက်ခဲဒီပုံစံမျိုးဖြစ်နိုင်တယ်နော်ပြီးတော့နောက်တစ်ခုကျရင်ကျွန်တော်တို့ဒီမြက်ပင်ဆိုရင်လည်းမရသေးဘူးမြက်ပင်ဆိုရင်လည်းကျွန်တော်တို့ပုံစံမျိုးဖြစ်နိုင်တယ်တစ်ကိုင်းပိုးစိုးဝိုင်းတစ်ကိုင်းဆို irregular ရှိပုံစံအမျိုးဖြစ်နိုင်တယ်နော်တစ်ကိုင်းဒီပြီးတော့ကျွန်တော်ဝါရွက်ပုံစံအတိအကျရှိတယ်ဝါရွက်တောင်မှနော်ဝါပင်ပုံစံအတိအကျရှိတယ်ဒါမျိုးတွေပေါ့နော်ပြီးတော့ကျွန်တော်မှုပွင့်တွေမှုရဲ့ပုံစံတွေဒါမျိုးတွေအတိအကျရှိသေးတယ်နော်အဲ့တော့အတိအကျရှိရတယ်မရှိရတယ်လို့လည်းခွဲတော့ဒီပေါ့ဒါပေမဲ့ကျွန်တော်ဒီမှာတော့ခွဲပြီးတော့မလေ့ကျင့်ခိုင်းတော့ဘူးတခါတည်းကျွန်တော် regular နဲ့ irregular ကိုတွဲပြီးတော့လေ့ကျင့်တယ်ဆိုတော့အဲ့ဒါရပြီဆိုမှကျွန်တော်တို့ဒီဘက်ပိုင်းကိုဆက်ပြီးတော့သွားလို့မှာဖြစ်တယ်အဲ့တော့အခြေခံသဘောတရားကတော့တွေးရမယ်ဆိုတော့ကျွန်တော်ဒီမှာက perspective မှာကျွန်တော်လည်းဒီက reference တွေပြန်ပြီးတော့ဒီ level 1တော့ဒီဟွာတော့ line တော့ reference တွေဒီမှာရှာပြီးတော့ဆွဲရမှာတဲ့နေရောကိုယ့်အကူဆွဲရတော့မှာကိုတွင်းနဲ့ကိုယ့်အကူပုံဖော်ပဲဘယ်ပုံကသွားရှာတယ်လည်းမရှိဘူးကိုကားကြတယ်မပေးဘူးဒီတိုင်းပဲဆွဲရအောင်စဉ်းစားပြီးတော့ပေါ့နော်အဲ့တော့ဆိုတော့စာရည်ရရင်ပဲစာရည်ယူပြီးကျွန်တော်ဘောင်ခတ်မယ်ဘောင်ခတ်ပြီးတော့စမယ်ပေါ့ပကြီးမာဆိုရင်တော့ကျွန်တော်တို့များသောဖြင့်မှတ်ရမှာကပကြီးမာကတော့ကျွန်တော်တို့ regular shape တွေကိုသုံးပြီးတော့မှလေ့ကျင့်တာများတယ် regular shape ပါပန်းပွင့်ဟုတ်တယ်ပန်းပွင့်တွေပါတယ်ရတယ်အဲ့တော့ regular shape တွေကိုသုံးပြီးတော့လေ့ကျင့်တယ် irregular shape ကိုကြတော့ landscape မှာသုံးတယ်မှတ်ထားပြီပါ landscape drawing မှာ irregular သုံးတာတယ်ဘာလို့ဆို landscape drawing မှာတစ်ပင်တွေပါနေတာတစ်ပင်တွေတိတ်နေတယ်နော်ကောင်းကင်တွေမြေကြီးတွေရေတွေကျွန်တော်တို့ဒီပန်းတွေအဲ့ဒါတွေပါလာဖြစ်တဲ့အတွက် landscape မှာ irregular သုံးတာများတယ် irregular shape တွေကိုသုံးပြီးတော့ဆွဲတာများတယ်ပုံမှန် landscape ဆွဲရင်ရမ်းလွယ်ပါတယ်အယောင်မပါသေးဘူးပေါ့အယောင်ပိုင်းတော့ခက် theory ပိုင်းပါလိုက်တာရှုပ်ရက်ကဆိုတော့အယောင်မပါသေး outline ကောတဲ့အဆင့်မှာ landscape drawing ကလွယ်လေးပါဆိုတော့ပုံမှန်တိကျတူတရားမလို့ဘူးဘာလို့ဆိုသဘောတရားပေါ်ရင်ရပြီပန်းမှုဆိုပန်းမှုသဘောတရားပေါ်မှရဟုတ်ပြီနော် irregular ဖြစ်တဲ့အတွက်ဘလို့ဆိုဆွဲမှန်တယ် landscape ကအချိုးတော့ကြာမယ်မြင်ကွင်းမှန်ရမယ်ပေါ့အဲ့တော့ဒီကိုပြတဲ့ view point ကိုထင်အောင်ပြနိုင်ရမယ်ဒါပေမဲ့အထဲမှာထည့်ဆွဲရတာအတိအကျဆွဲရမှာလို့အဲ့တော့ landscape ပါဆိုရင်အချိန်မပေးနဲ့ပေါ့နော်ဆိုတော့နောက်တစ်ခုကျရင်ကျွန်တော် regular ဖြစ်တဲ့ချိန်ကကျွန်တော်တို့ဒီပကြီးမာက stay life ကျွန်တော်တက်ငိန်နေပေါ့လူတွေက organic လားလူတွေက organic ဟုတ်လားလူကလောက်တာမဟုတ်လား
လူတွေကလူကလုပ်ပြီးတော့လူကနေမွေးထုတ်တာမဟုတ်ဘူးလားဘလို့ organic ဟာဆရာခ လူ ရီး တွေ တွေ လိမ့်ဆန် ပါ တွေ ကြအောင် လူတွေ အဲ့ လိမ့် ဒါ ဆန် ဘ တွေ ယ် organic နဲ့ပါလဲ လူတွေလိမ့်ဆန်တွေက organic မဟုတ်ဘူးလူတွေလိမ့်ဆန်တွေကကျွန်တော်တို့ဒီတက်ရှိတွေ organic ကကျွန်တော်တို့ဒီ organic နဲ့ကျွန်တော်တို့ဒီဟိုဗာလဲ regular ရှိမှာ organic ဆိုတာကတဘာဝတိုင်းဖြစ်နေပြီလားကျွန်တော်တို့ဒီအပင်တွေများသောအားဖြင့်တက်ရှိမပါဘူးတက်ရှိမပါရင်ကျွန်တော်တို့တတ်မဲ့ဒီ animal and plant မှာဆို plant တွေပဲအဲ့တော့ plant တွေပြီးတော့ကျွန်တော်တို့ဒီ object တွေပေါ့ object ဆိုတာကြောက်တော့ကြောက်ခဲတွေအမှားအပြော့တွေဒါကြီးကကျွန်တော်တက်ရှိကကျွန်တော်တို့ organic တွေမှာပြန်မခွဲတော့တက်ရှိကြတော့ကျွန်တော်တို့ဒီအသက်ဝင်သွားပြီကြားပုံကြားတို့လူတို့ခွေးတို့အဲ့ဒါတွေကတော့ကျွန်တော်တို့တက်ရှိတွေမှာပါသွားတယ် animal တွေမှာပါသွားတယ်နော်ဆိုတော့လူကလောက်တာတာဟိုတိဋ္ဌာန်လည်းတိဋ္ဌာန်နေပြန်ဖြစ်တာဆိုတော့ဘယ်တိဋ္ဌာန်မှာအပင်ကနေပြီးတော့ရော့အင်းဆိုပြီးပေါက်သွားမလားဝူကုန်းကားတွေကဝူကုန်းဆိုတော့ဖြစ်နိုင်တယ်ကြောက်တုံးကနေပြီးထွက်လာတာပေါ့ဆိုတော့လို့ပြောဆိုတော့ဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီပုံမှန်ကျွန်တော်တို့တက်ရှိမှာဆိုရင်တော့အဲ့လိုမျိုးဟိုဘယ်လိုပြောမလဲလူကနေပြီးတော့လူပဲပြန်ပြီးခံနေတယ်အဲ့တော့ကျွန်တော်တို့တဘာဝတိုင်းပြန်ပြီးတော့ခံနေတယ်တဘာဝမှာရှိရကျွန်တော်ပတ်ဝန်းကျင်မှာရှိရအသက်မဲနေတာမဟုတ်ဘူးကျွန်တော်တို့ဒီဆေးလိုက်လို့ခေါ်တာကတက်ရှိနေသေးပဲတက်ရှိနေတဲ့တက်ဝင်နေသေးပဲဒါပေမဲ့ကျွန်တော်လူကနေလူဘူးတကအဖန်နေတာမဟုတ်ဘူးလူပြန်ရလို့ဖန်နေတာမဟုတ်ပဲねသူကတဘာဝတိုင်းဖြစ်တည်တာပဲကောင်းတယ်အဲ့တော့ဆိုတော့များတော့ပြင်တော့ကျွန်တော်တို့ဒီတက်ရှိမဟုတ်တဲ့လှုပ်ရှားမှုမရှိတဲ့ကျွန်တော်တို့ဒီရွေးရှားမှုမရှိတဲ့ကောင်များတော့ပြင်များပါတယ်အဲ့လိုမှတ်ထားလိုက်ရတယ်အပင်ကြီးကတော့ရွေးမတည်ဘူးเนาะဒီတိုင်းပဲနေတယ်ကြီးထွားတာပဲရှိတယ်တနည်းအားဖြင့်ဒါလိုမျိုးရှောက်သွားတယ်တစ်ဆုံးတွေပါဆိုတော့ဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးရှောက်သွားမနေဘူးပြီးတော့အသီးကဒီနေရာမှာဒီအချိန်မှာဒီလိုတီးနေတယ်ကြီးလာပဲရှိရဗျာဒီလိုကျွန်တော်ဒီနေ့ဒီအသီးကဒီမှာရှိနောက်နေ့ကျဟိုဘက်ကိုရွေးမှာအဲ့လိုမျိုးပေါ့နော်အဲ့တော့နေရာမရွှေ့ဘူးပေါ့ပြောချင်တာကျွန်တော်ဒီ movement မပါတဲ့ကောင်လှုပ်ရှားမှုရေရှားမှုမရှိတဲ့ကောင်တွေကြီးထွားအောင်တော့ရှိတယ်အဖွံ့ဖြိုးနှုန်းရှိတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီ stay life လို့ခေါ်တာလေတက်ရှိနေစေကောင်းလေးကိုပြန်ပြီးတော့မှရေးဆွဲရတာတော့အသက်ဝင်နေစေပဲအပင်ကနေကျွန်တော်တို့ဒီဝဲအောင်ခူးထည့်လိုက်ခူးချတင်လိုက်ပြီးတင်လိုက်ပြီးဆိုရင်အဲ့ကောင်ဒီလုံးဝအသက်မတည်သွားသေးအသက်တွေကတော့ကျွန်တော်2ရက်3လောက်ထားခံနေရတယ်ချက်ချင်းကျွန်တော်ခူးလိုက်တယ်ပုတ်သွားတယ်ပြေသွားတယ်အသက်မဲ့ပါဆိုရင်အကောင်ထားမခံတော့ပုတ်သွားမှာလေနော်ဆိုတော့မျိုးပြောတာဆိုတော့ဒီလူတွေကြတော့လှုပ်ရှားတဲ့ကောင်တွေဖြစ်တယ်တိဋ္ဌာန်လှုပ်ရှားနေတဲ့ရောက်လူတွေကတော့ကျွန်တော်တို့ဒီ organic တွေထဲမှာပြန်ပြီးတော့ထည့်တော့မထားဘူးကျွန်တော်လူကတော့လူပဲ portrait ပဲ animal ဆို animal shape ပဲကျွန်တော်လူဆိုရင်တော့ portrait ပဲပေါ့နော်အဲ့တော့ human figure တွေ anatomy နဲ့တွားတယ်ပေါ့အဲ့ခေါင်းနဲ့အောက်ကတွားတယ်နော်ကျွန်တော်တို့ဒီ shape ကရိုးရိုးရှင်းရှင်းလေးပဲအဲ့တော့ shape ဆိုတာဒီကျွန်တော်ဒီ organic သဘောတရားမှာဆိုရင်လူကနေလုံးမထားဘူးဒါပေမဲ့ကျွန်တော်တဘာဝတိုင်းဖြစ်တယ်အဲ့တော့ regular irregular သိရမယ်လှုပ်ရှားမှုမရှိဘူးများလားပဲကျွန်တော်အငြိမ်နေတဲ့ဟာဝတ္ထုပစ္စည်းတွေအကုန်လုံးပါတယ်အဲ့ဒါကြောင့်ကျွန်တော်ခုနကရေတောင်မှအရင်ကျွန်တော်တို့ဒီရေဆွဲတဲ့ခါမှာဆိုရင်ရေကလှုပ်ရှားနေတဲ့ကောင်လို့ပြောတာရေဆိုတာကျွန်တော်ရေခွက်ထဲမှာထည့်ပြီးတော့ကျွန်တော်လက်ညှိုးလေးနဲ့တောက်လိုက်လှုပ်ရှားသွားတယ်သူတော်မှ movement ရှိတယ်เนาะအဲ့တော့ movement ရှိတဲ့ကောင်တွေကဆွဲရတာပို့ပြီးခတ်ပါတယ်ဆိုတော့ဒါကြောင့်မို့ကျွန်တော်လူပုံတောင်နောက်ဆုံး level တွေမှာသင်တာပါဒါကိုလည်းနားလည်ထားပါနောက်တစ်ခုကျကျွန်တော်တို့ဒီgeometric shape မှာဆိုရင်လည်းလိုမျိုးပဲကျွန်တော်တို့ဒီလူတွေနေတဲ့အဆောက်အဦတွေအကုန်ပါတယ်ဘေးတွေနေအကုန်ပါတယ် geometric shape မှာဆိုရင်အဆောက်အဦတွေကျွန်တော်တို့ဒီသုံးဆောင်ပစ္စည်းအကုန်လုံးပါတယ်ဒါပေမဲ့လူမပါဘူးအဲ့မှာလည်းလိုပဲဆိုတော့ဒါကတော့ကျွန်တော်တို့ကိုယ်အောင်ဒီပုံပေါ့နော်ကျွန်တော်စလိုက်အောင်ကျွန်တော်ဒီမှာဒီကျွန်တော်လည်းပုံဆွဲပြီးကိုယ့်အကိုပုံဆွဲရမှာနော်ကျွန်တော်က outline ပဲကောက်အထဲမှာ line ကကိုယ့်အကိုထည့်ရမယ်အပေါ်မှာဒီတပူးစီမှာရေးဆွဲရမယ်ဆက်ခေးရတယ်အဲ့တော့ကျွန်တော်ဒီမှာ step 1မှာကline အားထည့်အဲ့ line အားကဒီမှာထပ်တိုးလာဒါထပ်တိုးလာမယ်ဆိုရင် line အားမှာအပေါ်ကပေါင်းနေအလုံးတဲ့ပေါ်တဲ့ line အားဖြစ်ရမယ်စဉ်းစားပြီးတော့ဗောနော်အဲ့တော့မြင်းကွေးသုံးလားဖြောင်းအောင်သုံးလားဆိုတော့အရှင်းမှာ line ဘယ်လောက်လေ့ကျင့်ထားပြီးသားဆိုတော့တိတော့ပါစဉ်းစားမယ်ဗောနော်ကိုဆွဲနေတဲ့ဒီကကျွန်တော်ဘလို့ pattern ရှိတယ်ဘလို့ shape ရှိတယ်ဗောဘလို့ကျွန်တော်တို့ဒီအကျော်တွေရှိတယ်ဗောမပန်းလေးဆိုပန်းလေးကျော်ကဘလို့လဲဟုတ်ပြီနော်ကျွန်တော်ကွန်ဒုံက2မျိုးရှိသွားသိရနော်အဲ့တော့ outer ကွန်ဒုံမှာကျွန်တော် outer ကွန်ဒုံရှိတယ် inner ကွန်ဒုံရှိတယ် outer ကွန်ဒုံဆွဲမယ်ဆိုရင် online ပေါ်မယ် inner ကွန်ဒုံထည့်ဆိုရင် form ပေါ်မယ်ဆိုတာဟိုးရှိမှလည်းသိရတယ်နော်ဆိုတော့မသိရင်မှ program နဲ့ join ရတယ် program သွားပြင်မယ် website ကရနေဆိုတော့ program သွားပြင်မယ်ဆိုတော့အဲ့မှာလည်းရှိပြီးသားဆိုတော့အဲ့မှာကျွန်တော်ပြန်ပြီးတော့မှတော့ form ဒီမှာထည့်ဆွဲတော့မယ်ကြည့်တော့ကျွန်တော်စကျွန်တော်ဒီ save လိုက်ဒီခုစဆွဲအောင်နော်အဲ့တော့နည်းနည်းအခင်းတစ်ခုပေါ်မှာကျွန်တော်တင်ထားတဲ့တီးလေးပါညာပေါ့ကျွန်တော်ဒီမှာ password လေးကြောင်မပြောသေးဘူး password လေးကြောင်ပြောရင်ရှုပ်သွားလိမ့်မယ်တော့ shape ကိုပဲနားလည်အောင်လုပ်မှာပေါ့နော်ဆိုတော့ကျွန်တော်အရင်ဆုံးစပြီးတော့မှ regular shape သုံးပါမယ်ကျွန်တော်ဒီပုံမှာ regular shape တီးတတ်မယ်သုံး
regular shape နောက်တစ်ခုကဆွဲမဲ့ပုံမှာလေ regular shape ဒါပေမဲ့ဒီဟာနဲ့မတူအောင်ကျွန်တော်ဒီထဲမှာ၄၅6မျိုး8မျိုးလောက်တော့အများဆုံးထည့်ဆွဲမယ်အဲ့တော့ပြီးသွားရင်အရေးကြီးဆုံးချက်ကကိုဆွဲမဲ့ object တွေကအကြီးအသေးမှန်ရမယ်အဲ့တော့ဘလို့ပဲ organic ကဘလို့ဆိုတဲ့မှန်တယ်ဆိုပေမဲ့ကြီးရသေးတာမှန်ရမယ်ဟိုကဆိုရင်ပန်းဒီတစ်လုံးနဲ့ဟုတ်ပြီနော်ကျွန်တော်တင်မော်ကြီးတစ်လုံးပန်းဒီရသေးတယ်တင်မော်ကြီးကြီးအပြင်မှာလက်တွေ့တကယ်ရှိတဲ့သဘောတရားဟုတ်ပြီနော်အဲ့ဟာတော့ပါအဲ့လိုတော့မှန်ရမယ်ပေါ့အဲ့တော့အစမတန်ပြီးတော့နှိမ့်ကန်ပြီးတော့ပြေကားပြီးတော့ဖြစ်လို့တော့မရဘူးပြီးနောက်တစ်ခုကျရင်ရှေ့နဲ့နောက်နဲ့ထည့်ဆွဲတော့ဒီမှာဆွဲရမယ့်ချက်တွေများရယ်နော်အဲ့တော့နှုတ်မှမှိုက်လည်းပဲကျွန်တော် step 2တွေမဟုတ်တော့နော်ကျွန်တော်တို့ဒီအကြီးသေးမှန်ရမယ်ကျွန်တော်ကိုယ်ဆွဲနေဝိတုပစ္စည်းရဲ့အကြီးသေးမှန်ရမယ်ပြီးတော့ရင်ရှေ့နောက်တွေကတ်ကျွန်တော်ဒီမှာ perspective ကိုနည်းနည်းလေး intro ဝင်ထားပြီပေါ့နော်အဲ့တော့ရှေ့နောက်ကမှာရှေ့နောက်ကွယ်သွားတာတို့ကျွန်တော်ထပ်သွားတာတင်နော်ထပ်သွားရင်ဘယ်လုံးရှိရတာဘယ်လုံးနောက်ကထားအဲ့ဒီသဘောဟိုရောရှေ့နောက်ကိုကျွန်တော်စပြီးတော့မြင်အောင်တော့ကြည့်ပြီအဲ့တော့ဘယ်လုံးရှိရတာဆိုရင်ဘယ်လုံးနောက်ကထားဆိုရင်နောက်တစ်ခုကျရင်ကျွန်တော်တို့ဒီမှာကအကြီးသေးပဲအဲ့တော့နှိမ့်တာတွေမြင်တာတွေမပါသေးဘူးမျက်လုံးအောက်ကိုပဲချဆွဲပါမျက်စိအောက်ကနေပြီးရှိနေတဲ့ပုံခုပေါ့လောက်ကိုချဆွဲမယ်နောက်တစ်ခုကကျွန်တော်တို့ဒီမှာကဒီကရေးဆုံးက organic shape က regular form regular shape နဲ့ regular form အဲ့တော့ shape outline ကိုစဆွဲပြီးသွားရင် form ထပ်ပြီးတော့ဖြစ်နေပေါ့အဲ့တော့ကျွန်တော်တို့စပါမယ်ဆိုတော့ကျွန်တော်အဲ့ straight line နဲ့ပတ်သက်ပြီးတော့ straight line မှာ outline ကောက်မှာပေါ့နော် outline ကောက်တဲ့အခါမှာကျွန်တော်တို့ဒီမှာ horizontal vertical ရှိတယ်ဟုတ်ပြီနော်ကျွန်တော်ဒီမှာထောင်ရမယ့်ထောင်အသီးတွေပါအသီးဆွဲမှာဆိုတော့အသီးတွေနဲ့ကျွန်တော်တို့ဒီ organic ဖြစ်တဲ့ကောင်မှာ regular ဖြစ်တဲ့ကောင်အဲ့ regular ဖြစ်တဲ့ကောင်ဆိုကျွန်တော်နံပါတ်1အနေနဲ့ကိုထပ်ပြီးတော့တွေးလို့ရတာကအဲ့ကောင်တွေ regular ဖြစ်တဲ့ကောင်တွေတော်တော်များဒီအသားမာတဲ့ကောင်တွေများအသားမာဖြစ်တဲ့အသီးတွေများလိမ့်မယ်အသားမာတဲ့ကောင်တွေတနည်းအားဖြင့်ကျွန်တော်တို့ဒီကင်ရွယ်တဲ့အခါမှာမာချစ်ချင်းနဲ့အလုံးတင် weight အဲ့ကောင်တွေအတိအကျကျွန်တော်ပြန်ပြီးတော့ခံစားရတဲ့ပုံစံမျိုးတွေဖြစ်မယ်နံပါတ်1ကဟုတ်ပြီနော်ကျွန်တော်တို့အဲ့ဒါကကျွန်တော်နောက်ပိုင်းကွာကိုစိတ်ကူးနေပဲဆွဲဘယ်လိုပဲဆွဲကြိုက်လို့ဆွဲအဲ့တော့အဲ့မှာပြန်ပြီးတော့မှကျွန်တော်တို့ဒီတိလို့ရတယ်နော်ဆိုတော့အတ္တမှာဖြစ်တဲ့ကောင်တွေပြီးတော့ကျွန်တော် weight တွေလေ့ကျင့်နေရှိရကောင်တွေအဲ့ကောင်တွေကကျွန်တော်တို့ပြန်ပြီးတော့မှနံပါတ်1အနေနဲ့ကကျွန်တော်ရေးဆွဲတဲ့အခါမှာဆိုရင် outline တွေကိုခြေချာပြန်ပြီးတော့မှမြင်တွေ့ရမယ်နောက်တစ်ခုကျရင်ရေးဆွဲတဲ့အခါမှာဝန်ထမ်းကပြောတဲ့နံပါတ်1ချက်ဖြစ်တဲ့ဒီအကြီးအသေးရှေ့နောက်ဒါတွေကိုပြန်ပြီးတော့မှထည့်ဆွဲမှာအဲ့တော့ကိုဒါကတော့ကျွန်တော်လည်းလူဆွဲမှာကိုယ့်ဘာကိုဆွဲတဲ့ပုံကြရင်စဉ်းစားရမယ်နော်ဒီပုံနဲ့လာတူလို့မရဘူးပြီးတော့ရင်ကိုယ့်ဘာကိုဆွဲတဲ့ပုံကြရင်လည်းအဲ့လိုရှေ့နောက်တွေပြီးတော့ရင်ကိုရေးဆွဲတဲ့ပုံကဘယ်လိုပြန်ပြီးတော့မှ online ဖော်မှာလဲဆိုတော့ထပ်ပြီးတော့စဉ်းစားမှာပြီးတော့မှအထဲမှာရှိတဲ့ inner control ဘယ်လိုထည့်မလဲဆိုတော့ထပ်ပြီးစဉ်းစားမှာကျွန်တော်တို့စတော့ဒီရဲလဲကောင်းမှာအဲ့တော့ပုံစံတစ်ခုစဆွဲလိုက်အောင်အဲ့တော့အတ္တမှာဖြစ်တဲ့နည်းနည်းလေးကြီးကြီးလေးဖြစ်တဲ့အတီးတစ်လုံးလုံးပေါ့ဒါဒီဆွဲလို့ရရင်ကောင်းစဉ်းစားလိုက်အဲ့တော့အတ္တမှာဒါမှမဟုတ်ဆိုရင်ကျွန်တော် online ကိုတိကျတိတာနဲ့ကင်ယူလို့ရတယ်ပုံစံမပြောင်းလဲဘူးပြီးတော့နည်းနည်းကြီးကြီးလေးဖြစ်တဲ့အတီးတွေကဒါဒီလိုထည့်ဖဲရီထည့်လိုက်ဒီလေဦးစင်ပါကြီးလေဖဲရီဟုတ်တယ်ဖဲရီပေါ့ဒါကဲစလိုက်အောင်ဖဲရီပြီးနေအဲ့တော့ဖဲရီစဆွဲပါနော်ကဲကျွန်တော်အဲ့မှာဖဲရီဒီ over shape ကဲတော့တကူရပြီဆိုတော့မှတကူရပြီဆိုမှကျွန်တော်တို့ထပ်ပြီးတော့မှနောက်တစ်ခုကိုကျွန်တော်ထပ်ပြီးတော့စဉ်းစားမယ်အဲ့တော့တကူချင်းသွားမယ်နော်အကုန်ပြုံပြီးစဉ်းစားလိုက်ရှုပ်ရက်ခတ်သွားနေမယ်ဆိုတော့ကျွန်တော်တကူရပြီဆိုမှကျွန်တော်နောက်တစ်ခုကိုထပ်ပြီးတော့စဉ်းစားအဲ့တော့ဖဲရီရှိတ်ဒီသူ့ရဲ့အခြေခံဒီ over အဲ့တော့အဲ့ over ဆိုတော့ကျွန်တော်သိပြီဆိုရင်ဒုတိယမြောက်စိတ်အနေနဲ့ဘာထပ်ပြီးစဉ်းစားမယ်ဆိုရင်ထောင်ဆွဲမှာလားလဲဆွဲမှာလားစောင်းဆွဲမှာလားဟုတ်ပြီနော်အဲ့တော့ဒါကကိုယ့်အကိုပြန်ပြီးတော့မှ free hand ဆွဲတဲ့အောင်နော် free hand ဆွဲတဲ့ဆိုတာပုံမရှိတယ်အဲ့တော့အလုပ်ပြန်ပြီးတော့မှကြိုက်တဲ့ချိန်မှာစိတ်ကူးချပြီးဆွဲတဲ့အောင်ဆိုတော့ထောင်မလားလဲမလားအဲ့တော့ဒါမှမဟုတ်ဆိုရင်ကျွန်တော်တို့ဒီတက်တယ်ဒီလိုတက်တယ်ကြီးပဲပြန်ပြီးတော့ထားမလားဆိုတော့ကိုဆွဲတဲ့ပုံကတော့ကိုယ့်အကိုကြိုက်တဲ့ပုံဒီဒုတိယပုံရရင်တော့ကိုယ့်အကိုကြိုက်လို့ဆွဲဒီမှာတော့ကျွန်တော်တို့ဒီနယ်လေးကြီးလိုကောင်းနေရာချမယ်အဲ့တော့ဖျဲသည်ကျွန်တော်နည်းနည်းလေးစောင်းမယ်ပေါ့အဲ့တော့နည်းနည်းစောင်းတဲ့ခါကျရင်ကျွန်တော်တို့ဒီမှာအလေကမှာမြင်းချောင်းဖြတ်မယ်ကြီးတာတိတိလေးမျိုးကြီးတာအဲ့တော့ကျွန်တော်တို့ဒီမှာဒီမြင်းချောင်းကဘာလဲဆိုရင်ဝိတုပစ္စည်းတွေလည်းကျွန်တော်အလေကမှာမေဂျာမိုင်နာရှိတယ်ကျွန်တော်ပြောခဲ့တယ်မလားအဲဒီမေဂျာမိုင်နာကျွန်တော်စဆွဲမှာအိုဗယ်ဆိုတော့ကျွန်တော်ဒီနှစ်ချောင်းနဲ့တူမယ်ပေါ့မမြင်ရဘူးဘာလို့မြင်ရလဲစကွင်းလေးပါရွှေ့ကြည့်အောင်လေအများကြီးမြင်ရပြီကိုယ်မမြင်ရဘူးဆိုမဟုတ်သေးဘူးโอเคအဲ့တော့ရပြီကျွန်တော်ထပ်ပြီရပြီအဲ့မှာအိုဗယ်ရှိကျွန်တော်ဒီထိတ်မှာလာပြီးတော့မချုံပါဘူးတော်တော်များမှားတယ်ပါလေဒီထိတ်မှာလာပြီးတော့မချုံပါဘူးရှိခဲ့တဲ့ဘောပါတခါတွဲမယ်နော်ပြီးတော့ကျွန်တော်ဒီမှာဒီကနေပြန်စနည်းနည်းလေးအိုဗယ်ရှိပြည့်သည့်လုံးလေးပေါ့ဘလို့စခဲမှန်တယ်ဆိုပေမဲ့ပုံတော့ကြောင်ဆွဲနော်အရင်မထင်းနဲ့မရမှာဆိုလို့ထင်းပြီးတာ
ဖေးသေးတယ်ဖြစ်ရမယ့်အရှိရပြောရနော်အရမ်းမထင်နဲ့နော်ဖြစ်ရမယ့်အရှိနော်ရှင်းတော့တွေပါလာမှာဆိုတော့ဖေးသေးရဲ့ရှိမှာနောက်တဲ့နည်းအလက်လေးပေါ့တခုလောက်စဉ်းစားလိုက်ပါဘာဆွဲကြဖေးသေးရှိမှာတခုလောက်ကျွန်တော်ပြောပြအောင်ပြောပြတာပဲဆိုရင်အဖြေမရရင်ထိုင်းနေမှာစိတ်ကောက်ပြီးထိုင်းနေမှာ ပြောသည်ဆရာ ပြောသည်ကြရင်ပြောသည်တစ်လုံးနှောင်းလာပေါ့โอเคဆက်လိုက်အောင်ငါပြောသည်အဲ့တော့ပြောသည်ဆက်တော့မယ်အဲ့တော့ပုံဆွဲတဲ့ခါမှာသတိထားနော်ဒီကတော့ကိုဆွဲမဲ့ဝိတုပစ္စည်းရဲ့အလေကောင်ဝင်ရိုးကိုစပြီးတော့စဉ်းစားအလေကောင်ဝင်ရိုးကိုစစဉ်းစားရင်ကြီးရသေးတာပါတွေးလို့ရပြီဆိုတော့အဲ့ဒါအရင်မခက်တော့ဆိုတော့အဲ့ဒါကိုမျိုးသတိထားပြီးဆိုပေါ့ဆိုတော့ကျွန်တော်ပြောသည်ကျွန်တော်ဒီဘက်လေးမှာကတ်မလားပုံစံရပြီဆိုတော့မှကျွန်တော်ထက်စဉ်းစားမှာကငပြောသည်ကိုဒီဘက်နားမှာထားမလားဒီဘက်နားမှာထားမလားဒီမော်သွားတက်မလားဒီမှာချိတ်ထားမလားအဲ့လိုမျိုးရှိတယ်ဆိုတော့ကျွန်တော်ဒီဘက်အခုကအောက်ချပဲဆိုမှာအကုန်လုံးအဲ့တော့ငပြောသည်ရှိဆိုတော့ဒီဘက်ဘေးနားကတ်လိုက်ပါနော်နည်းနည်းစောင်းလေးပေါ့ဒါကကျွန်တော်ငပြောသည်အလေကောင်ဖြစ်မှမြင်ကြဆိုတော့ဒီမှာသွားပြီးတော့ငပြောသည်ထိတ်ကဓမ္မရှိမယ်ပေါ့နော်ဖိချန်ငပြောသည်ပေါ့ဖိချန်ငပြောသည်မဟုတ်ရေဒီလန်ဖြစ်သွားတယ်နည်းနည်းကြီးပြလိုက်အွန်လိုင်းပဲဆက်မှာနော်အထေကဘာမှသွားမထင်ဘူးအဖေကမြင်ရောက်လေးဖြတ်ပြီးစဉ်းစားရပုံသိပြီနော်ဆိုတော့ဘယ်ပုံမဆိုဆွဲကြီးရသေးရစဉ်းစားမယ်ပြီးသွားရင်ပုံစပြီးပေါ်လာပြီဆိုရင်ဘယ်လို position ထားမှာလဲပေါ့အဲ့ဒါကျွန်တော် composition လို့ခေါ်ပြီးကြည့်နေတာကျွန်တော်ထားသူဖွဲ့စည်းပုံပေါ့နော်ဘယ်လို position ထားမှာလဲပေါ့တစ်လုံးနဲ့အားမနှလုံးဆွဲမယ်ဗျာနှလုံးဆွဲရင်ကျွန်တော်ရှေ့နောက်ကတ်တော့မှာအဲ့တော့ငပြောသီးတစ်လုံးကိုနောက်မှာကတ်ထားရင်အပြည့်မမြင်ရတော့နော်စဉ်းစားပြီနော်ငပြောသီးလုံးနောက်မှာကတ်တိုင်းအပြည့်မတွေ့ရတော့ဘူးဆိုတော့အဲ့အပြည့်မတွေ့ရတဲ့ပုံတော့ကျွန်တော်တို့ဒီမှာအပေါ်တစ်ချမ်းပဲကျွန်တော်တွေ့ရတော့ဒီမှာနောက်မှာငပြောသီးလုံးရှိရနော်ငပြောသီးနှလုံးငပြောသီးနည်းနည်းပြေးရတယ်ခုရကြပါတော့โอเคငပြောသီးနှလုံးနော်နှလုံးထပ်လာပြီနော်အဲ့တော့ဆွဲတဲ့ခါမှာအရှိတုံးကနေပြီးတော့ဒီထက်တဲ့ကောင်တွေဆွဲတဲ့ခါမှာသတိထားမှာကနှုတ်မှာမှတ်ရလည်းမှတ်ရမှာများတယ်ကျွန်တော်ပြောတာမှတ်အောင်မှတ်လားမသိဘူးဒီမှာ recording ကြည့်မယ်လို့ recording ကကျွန်တော်မှကိုယ်ကလည်းအားတော့မှပြန်ပြီး edit လုပ်မှာဆိုအဲ့တော့အဲ့မှာမှတ်စရာတွေများတယ်ကျွန်တော် state လိုက်ဆက်ဆွဲနေတော့ကျွန်တော်ဒီမှာရှေ့နောက်ဆွဲတဲ့ခါမှာအပြည့်မြင်ရတဲ့ကောင်စဆွဲနော်အပြည့်မြင်ရတဲ့ကောင်စဆွဲပြီးတော့မှကျွန်တော်တဝက်ပဲထည့်မလားသုံးပုံတစ်ပုံပဲထည့်မလားမြင်ရတဲ့ကောင်ဆက်ဆွဲသွားတယ်နော်အဲ့မှာထပ်ထည့်ချင်တာရသေးတယ်ကျွန်တော်ဒီမှာထပ်ပြီးတော့ထည့်ရသေးတယ်နောက်တစ်လုံးဒီမှာလာပြီးတော့အားလုံးကစုနေနော်ပြင်มาလိုက်လို့ပဲဒီဘက်တုံးလုံးပြတ်သွားတယ်နော်အဲ့တော့ဒီမှာကြည့်လိုက်ငပြောသေးအထိတ်ကဖေးရင်းနဲ့ပြိနေတယ်ပုံမှန်တွေ့လားထိတ်ပြတ်သွားတယ်ပေါ့ကျွန်တော်ရှင်းနောက်ထက်တဲ့သဘောတရားတော့ဘူးလားရှင်းနောက်ထက်တဲ့ကျွန်တော်ပြိနေတယ်၊ကွဲနေတယ်ပေါ့ဒါ password မပါသေးဘူး password ရင်းမပါသေးဘူးကျွန်တော်တို့ဒီထပ်တာတွေပဲရှိသေးတယ်အဲ့တော့ angle တွေပါမစောင်းသေးဘူး view point တွေပါမထောက်သေးဘူးတော့ထပ်နေတဲ့သဘောပဲโอเคပြီးနောက်တစ်ခုအဲ့တော့ဒီဘက်အပြီးဆိုကျွန်တော်ဒီဘက်ကိုထပ်ပြီးတော့ဒီဘက်ကိုသွားမယ်ညအောင်ဆက်မယ်နော်အဲ့တော့ဒီဘက်မှာနောက်တစ်ခုနည်းနည်းလေးဘာတစ်လုံးတော့ထည့်မယ်ပြောသည်ရပြီပြောသည်ဖေးရသည်ရဲ့ တပြည့်တီး ပြပန်းတိထဲက ဒီထဲထဲဟုတ်တယ်တပည့်ကြီးထဲဘယ်ဟာထဲရရနော်အဲ့လိုမျိုးကိုတက်တာကိုထည့်လို့ရတယ်ပေါ့ဒါပေမဲ့ကျွန်တော်ဒီမှာအကုန်ယူသွားမယ်ဆိုတော့ကျွန်တော်တပည့်ကြီးရောပန်းဒီကောင်လုံးထည့်ပဲဗျာရှာလို့အဲ့တော့ကျွန်တော်တပည့်ကြီးကိုကျွန်တော်ကရှေ့ရထားခြင်းတယ်ရှေ့ရထားခြင်းတယ်ဆိုရင်ကျွန်တော်တပည့်ကြီးကိုရှေ့ရထားဖို့အတွက်ကတပည့်ကြီးကိုကျွန်တော်ပြန်ပြီးတော့မှအပြည့်စားဆွဲမယ်တကယ်လို့ပန်းဒီကိုရှေ့မှာထားရင်ပန်းဒီကိုဆက်ဆွဲနော်အဲ့တော့ဘယ်ဟာရှေ့ရထားဆွဲမယ်ဆိုတာဒီကိုဘယ်ဟာကိုထားလဲဆိုတော့ထားမလဲဆိုတဲ့ပုံမူတည်တယ်ပေါ့အဲ့တပည့်ကြီးစားပြီးတော့ထည့်မယ်အော်တပည့်ကြီးရဲ့ပုံနဲ့ကျွန်တော်အရွက်ထည့်ချင်တာရသေးတယ်အဲ့အရင်ကကျွန်တော်အလုံးလေးစားထည့်ပေါ့နော်အညာလေးကျွန်တော်ဒီမှာဒီကောင်သားကိုကတ်တယ်ပေါ့ဒီကနေပြီးတော့ကျွန်တော်ဒီမှာတေးသေးမဆိုရင်လည်းကြီးဆွဲထပ်နေရဆိုရင်ကျွန်တော်ဒါမျိုးတဝဲမြန်တွေ့ရနော်ဒါထပ်သွားပြီပြီးတော့ကျွန်တော်ထပ်နေတယ်နည်းဒီအောက်ခြေကိုနည်းတက်အောင်ဆွဲမယ်ဒါမျိုးထပ်ပြီနော်
ဒီဒီကအဖျားရောက်ရင်လည်းအလုံးသေးလာတယ်နော်ဘလောက်ပေါ့ဒီတိုင်းမှာလိုက်ပြီးဖြစ်အောက်ကိုရိုင်းမကြပါဘူးဒီနဲ့စီးလိုက်ပါခံမှာမက easy ပဲကတ်တာကြီး geometry shape ပါတဲ့ကောင်မှခံလာတော့မှဖောက်နေပါလေဟိုနေရန်တွေဒူးတယ် construction line တွေဟိုကျွန်တော် 2D 3D အဲ့ဒါကြိုင်ခတ်တော့ဒီမှာတက်ဆွဲလိုက်အောင်နေဒီလိုတပည့်ကြီးကလွတ်သွားလိုက်ရပြောတာမရှိဘူးထားပါတော့ဒါမျိုးအညာလေးထည့်ပြီးဒါမျိုးလွတ်သွားလိုက်လွတ်သွားလိုက်ရဒါမျိုးအညာထည့်ရင်ဆိုဒါမျိုးလွတ်လိုက်ရတယ်ဒါပေမဲ့ဒီလဲတဲ့ဆိုရင်တော့ငါတို့တပည့်ကြီးကကတ်နေတယ်နော်ကတ်နေရဆိုတော့မလွတ်တော့ဆိုတော့ကျွန်တော်ဒီပေါ်မှာအညာလေးပြန်ပြီးထည့်ဒီမှာအရွက်လေးထည့်ပေါ့ဒီအရွက်ကကျွန်တော်တွန့်တုံလေးနော်ဟိုကနေတော့ဘူးရွက်နဲ့တော့တူနေတယ်ဖျားအောင်ငယ်လေးခြုံတယ်ဒါပဲအလေကျော်တော့ထည့်ထားလိုက်ပေါ့โอเค3ခုရပြီသေးရည်ရယ်အပြောတည်ရယ်စပီတည်ရယ်မပြီးထဲအောင်ပါခုနပန်းသီးကိုထည့်မယ်ပန်းသီးကိုကျွန်တော်တချမ်းကိုသုံးဖို့တဘောကျွန်တော်စပီတည်နဲ့လာညှိတယ်ပေါ့သုံးဖို့တဘောကသုံးဖို့နှစ်ပုံကဟိုဘက်ကိုတွားမြင်ရကဲတော့ပန်းသီးလုံးစပီနာမှာဆိုပန်းသီးရဲ့ရှိပန်းသီးရှိကိုဆိုတော့ပန်းသီးကပုံစံအမှန်ရှိစပီတည်ကပုံစံအမှန်မရှိကိုကျွန်တော်ခဏက line မဆွဲပါဘူးဆိုတတိထားမိတာ line မဆွဲပြပါဘူးနော်ပန်းသီးကပုံစံအမှန်ရှိရဆိုတော့ဘယ်နားမှာကတ်မလဲပေါ့တချမ်းကဒီစပီတည်ကိုကွယ်တယ်ပေါ့ဆိုတော့ဒီလောက်ပေါ့ပြီးတော့ရောပန်းသီးလုံးဘယ်လောက်ကျယ်မှာလဲကျယ်မဲ့ပုံစံကဒီလောက်ကျယ်မယ်ပေါ့ဟုတ်ပြီနော်အဲ့တော့ဒီမေဂျာမိုင်နာဘယ်လိုသုံးလဲဆိုတာဒါမျိုးသုံးပါလေအကျယ်နဲ့အမြင့်နဲ့အဲ့တော့ရပြီဆိုကျွန်တော်ဒီမှာပန်းသီးကိုဒီကနေပြီးတော့ပြန်ပြီးတော့ online ကောက်တယ်ဒီမှာလာပြီးတော့ကတ်လာတယ်အဲ့တော့ဆိုတော့ကျွန်တော်ဒီမှာတပည့်သီးကိုသွားပြီးတော့မှထိနေပြီပန်းသီးကကွယ်သွားပြီနော်ဒီတပည့်သီးကအပြည့်ကြီးမှာဆိုပြီးတော့မှကျွန်တော်ဒီကနေပြီးတော့ပြန်ပြီးတော့ထိသွားတယ်အလုံးရမ်းညီပြန်မလို့တဘာဝကြမှာဘယ်ဟာမှညီးမနေတဲပုံရှိတ်တွေပါထွက်မနေဘူးနော်ဒီရမြေတာတွေရန်ကြီးမှနေတော့တဲပုံရှိထွက်အောင်ဆွဲတော့ဆိုတော့တဲပုံရှိထွက်မနေနော်ပြီးတော့မှကျွန်တော်မေယာမိုင်နာဘလို့ကြာသွားဆိုတော့သိပြီနော်ပုံစံအမှန်ရှိလို့ဒီဒီမှာပုံစံအမှန်မရှိဘူးကျွန်တော်တို့ဒီထပ်နေတာဖြစ်တဲ့အတွက်တစ်လုံးချင်းဆိုရင်တော့ရှိတယ်တစ်လုံးချင်းဆွဲရင်တော့ရှိတယ်နော်အများကြီးဆွဲရင်တော့မရှိတော့โอเคပြီးတော့ကျွန်တော်ဒီမှာအညာလေးထည့်ဒါပဲလွယ်ပါတယ်โอเคပြီးတော့လုံးတော့ထပ်ထည့်မယ်နော်လုံးပါထည့်မယ်ဆိုရင်ဒီနောက်မှာကျွန်တော်သင်္ဘောသီးလေးထည့်ရသင်္ဘောတော့ဘူးသီးထည့်လိုက်ရကြိုက်တာထည့်အင်းဒီရွက်လေးပေါ့ကဲကျွန်တော်ဒီမှာဒီကနေဘူးသီးအားကျွန်တော်ကွယ်သွားတယ်ပေါ့ဗျာကွယ်သွားတယ်ဒီငပြောသီးနဲ့လည်းကွယ်မယ်ဒီကောင်နဲ့လည်းကွယ်မယ်ထပ်ပြီနော်ရှင်းတော့ထပ်ပြီဆိုတော့ကျွန်တော်ဘူးသီးထားပါကျွန်တော်ဘူးသီးမြင်းကကျွန်တော်ဒါကဘူးသီးရဲ့အလေကောင်အဲ့တော့မိုင်နာနဲ့မီတာနဲ့ဘယ်လိုယူလဲဆိုတော့ကျွန်တော်အရင်ဆုံးကိုဆွဲမဲ့ကောင်ဘူးသီးကနည်းနည်းလေးမြင့်မယ်ပေါ့ဘူးသီးဆိုရှည်ရယ်ရှည်ရဆိုတော့လေးမြင့်လာလိုက်ပြီးတော့ကျွန်တော်ဒီမှာဘူးသီးကဒီကောင်နဲ့ကွယ်မယ်ဆိုတော့ကျွန်တော်ဒီကနေပြီးတော့မှပြန်ပြီးတော့ဒီဘက်ကိုသွားမယ်ဒီမှာတစ်စိတ်ချိုးရအောင်နော် level လေးထည့်ကျွန်တော်ဒီမှာလာပြီးတော့ကွယ်နေပြီငါးပါးနဲ့ငပြောသီးနဲ့လာကွယ်နေပြီဆိုပြီးတော့မှကျွန်တော်ဒီကနေပြီးတော့မှအပေါ်ဘက်ကိုထပ်ပြီးတော့စုဘူးယူကလည်းနည်းလေးကြီးရနော်တူးတယ်နဲ့ဘူးသီးထွက်ပြီတွေ့ရမလားအဲ့တော့သဘောတရားသိလွယ်လွယ်လေးပဲဒီကမှလွှတ်ချက်စရာမလိုဘူးလို့ပြောပြီးတော့ရင်မှတ်ရမယ်သိရမယ် knowledge ဆိုရှိရမှာ knowledge ရှိရင်ဘယ်မှမကဘူး stay like ကလွယ်လို့အယောင်ပါသူရတော့လွယ်စီတယ် online ကောက်လိုက်ချင်အယောင်ပါရင်တော့ theory တွေနဲ့ပြီးတော့ရင်ခဲကျွန်တော် value တွေမပါသေးတွေကလွယ်သေးတယ် online စင်မှာလွယ်လွယ်လေးပဲအဲ့တော့ value တွေပါလာပြီထုံးတွေပါလာပြီဆိုရင်တော့စပြီးစဉ်းစားကြတော့မှရပြီဆိုရင်နောက်တစ်ခုထပ်ထည့်အောင်မကျင်နေသေးရွှေပြုံနည်းစရာဘူးထည့်အောင်လဲရွှေပြုံနည်းစရာပြုံနည်းကစိတ်မလားချမ်းလားအလုံးလိုက်ထည့်ချမ်းမယ်လားချမ်းတော့လေအလုံးလိုက်ပဲထည့်မယ်လေလုံးနေတော့ချမ်းလိုက်ရင်ဟိုဟောင်းလောင်းပြတော့ဟောင်းလောင်းဆိုရင်အစီအမထည့်ဆွဲရမှာကျွန်တော်ဒီမှာရွှေပြုံနည်းဒီဘက်မှာပြန်ပြီးထားပေါ့ရွှေပြုံနည်းကဒီ line နဲ့အညီပေါ့ရွှေပြုံနည်းကြောင့်နှိမ့်ပါပြီနော်အဲ့တော့ကိုယ်စဲမဲ့ရှိတ်ကဘယ်လိုလဲဆိုတော့ပြန်ပြီးတော့သိရမှာပေါ့တေချာကားနာသိအောင်လို့
တော့ခြေပြုံသီးကိုကျွန်တော်တို့ဒီမှာပန်းသီးကိုသူကပြက်ပြက်ကလေးဆွဲမှာဆိုတော့ဒီကနေပြီးတော့ပြန်ပြေးသွားမယ်ကွယ်သွားပြီအရင်ညီရမလို့ကျွန်တော်ဒီမှာလည်းထစ်သွားပြီခြေပြုံသီးဒီကသူကအထဲမှာ area ခြားတဲ့ကောင်ရှိတယ်ဆိုတော့အဲ့လိုင်ကိုကျွန်တော်ထည့်ဆွဲပြရမယ်နော် area ခြားတဲ့ကောင်ဆိုတော့ဒီမှာလာပြီးစုရပေါ့တဘာဝတိုင်း organic တိုင်းဖြစ်တဲ့ကောင်တွေဘယ်တော့မှညီအောင်သွားပြီးတော့ညှိဖို့မကြိုးစားနဲ့โอเคကျွန်တော်ပေးတယ်သုံးမယ်ပေးတယ်ကိစ္စပါပါပြီဆိုတော့အဲ့ဒီကောင်တွေကိုကျွန်တော်တို့ကဘာလုပ်လဲဆိုရင်ခုံမော်တစ်ခုကိုတင်မယ်ဗျာဆိုတော့ခုံတစ်ခုအောက်ကနေခံခဲရမပြီးနဲ့တော့ပြီးပြပြမှာစီရနော်ဒီမှာကျွန်တော်ခုံတစ်ခုကိုပြန်ပြီးတော့မှအောက်ကပေးတယ်သုံးမယ်ဘာလို့တေးပဲမဖြစ်မနေပေးတယ်သုံးမှာပေးရန်ကသုံးညသုံးညမို့လက်တန်းဆွဲလို့မရလို့ဆိုရတယ်ဆွဲဖြောင်းရင်ဆွဲအပြင်မှာဘယ်ခုံးမှတော့ကျွန်တော်တို့ဒီကောက်ကွေးနေတာလုံးဝဟိုကစင်လုံးကြောပဲနော်ဖြောင်းတန်းနေရပေးတယ်သုံးရမှာပေးတယ်မဖြစ်မနေသုံးရမယ့်နေရာမလို့နော်ဆိုတော့ကျွန်တော်ဖော်ဖော်လေးပဲထားပြီးတော့ဒီချောင်းဆွဲလိုက်ဒါတီးပဲအနာပေါ့ပြီးရင်နောက်ပဲတီးပဲကျတော့ကျွန်တော်ဒီမိုင်နာကို sorry မေဂျာကိုပြန်ပြီးတော့ယူမိုင်နာမင်းအောင်ပြန်ပြီးယူမှာပေါ့ဆိုတော့ဒီမှာဆိုရင်နည်းနည်းလေးစောင်းလိုက်ရကြတော့အောက်ကမင်းအောင်ရပြီဆိုဒီကောင်ပြန်ပြီးတော့ဖြတ်ဒါမလို့တော့ဇဝဲကင်းနေပါထည့်ဦးမှာဒီနောက်ကလေကောင်မင်းအောင်ကြီးမှာနော်မေဂျာနဲ့မိုင်နာနဲ့မှာကျွန်တော်မေဂျာမင်းအောင်ဝင်ပြန်ပြီးတော့ယူသွားမယ်မေဂျာဝင်ရုပ်ပြန်ပြီးတော့နောက်ကဇဝဲကွန်အစွမ်းနာအဲ့တော့အဲ့မှာကျွန်တော်ရပြီဆိုရင်ထည့်ပြီးကြည့်မယ်ဇဝဲကင်းထည့်ဇဝဲကင်းအပြင်မှာအဝစ်ခင်းထားတဲ့ဇဝဲကင်းတစ်ခုဆိုရင်အနာတွန့်လေးဖြစ်သွားတိုင်းနဲ့ကြကြလေးဆိုတော့ကျွန်တော်ဒီမှာမင်းချောင်းရဲ့အပေါ်ကနေမင်းချောင်းပေါ်ကနေပြန်ပြီးတော့မှတွန့်တော့လေးဇဝဲကင်းဒီအနာလုံးရှိတယ်နောက်တစ်ကြောင်းအဲ့ဒီဇပွဲကင်းကိုကျွန်တော်တို့ကအကွက်ဖော်မလားဘယ်လိုလုပ်လဲအဲ့ဒါထည့်လို့ရတယ်နော်ဆိုတော့တေးပဲအနာကကျတော့ကျွန်တော်ဒီဘက်ဇောင်းကနေဆိုတော့နည်းနည်းလေးစောင်းပါဘာလို့ဆို perspective နည်းနည်းလေးကျွန်တော်ဒီဇပွဲကင်းမှာဇပွဲကောင်မှာပါတယ် perspective နည်းနည်းပါတယ်ဆိုတာကျွန်တော်တို့အနာမှာရှိတဲ့ကောင်တွေကြီး perspective သဘောမှာဆိုရင်ရှုထောင့်သဘောမှာဆိုရင်အနာမှာကိုယ်နာမှာကက်လာရင်ကြီးလာလူတယောက်ကိုလမ်းလျှောက်သွားတဲ့ပုံစံကိုမြင်အောင်ကြည့်လိုက်ဟိုးအဝေးမှာရှိတဲ့လူကတရားမတွေ့ရဘူးနော်အနာမှာရှိလာပြီဆိုရင်တရားထင်းထင်းလေးမြင်ရတယ်ပုံစံအင်ကြီးဝေစားအယောင်ကလာအကွက်တွေပါဒါတွေအကုန်မြင်ရတယ်ဟိုးအဝေးမှာရှိတဲ့ကောင်မှာတေးလေးပဲအဲ့တော့ perspective မှာတော့ရိုးရိုးရှင်းရှင်းမှတ်လို့ရတာနီးရင်ကြီးရဝေးရင်တေးတယ်တောင်းနေမယ်ပြောသေးဘူးနော်နီးရင်ကြီးရဝေးရင်တေးတယ်အဲ့ဒါအခြေခံပဲနီးရင်ကြီးရဝေးရင်တေးတယ်ကဲဆိုတော့အဲ့မှာရပြီဆိုရင်ရောဒီမှာပြန်သုံးမယ်45ဒီဂရီလောက်ဆောင်းဖို့ဆိုတော့ကျွန်တော်ဒီမှာဒီဘက်ကောင်ဖြတ်လိုက်တော့ပြီးတော့ဒီဘက်ကောင်ကျတော့ကျွန်တော်တို့ဒီမှာဒီကောင်ကျတော့ဒီဘက်နဲ့ပြန်ပြီးတော့တူအောင်ဆောင်းမယ်ဆိုရင်ဒီမှာနော်နေရာလွတ်နေတယ်ဆိုတော့ဒီမှာဟိုဘက်ဒီဘက်အဆောင်းတော့ကြီးကမငြင်း perspective မကြောက်မလှဘူးဖြစ်သွားတယ်ဆောင်းနေရနော်ဆိုတော့ဒီကနေပြီးတော့ဒီမှာချွေပုံသီးကိုသွားဒီမှာချွေပုံသီးကကျွန်တော်ဇပွဲကုန်းရဲ့အပြင်မှာနည်းနည်းလေးကြော်ထွက်နေရပါမယ်နည်းနည်းလေးကြော်နေဒီကောင်လုံးကြည့်အောင်ထွက်တော့မကြဘူးအောက်ကခင်းထားတယ်ဒီကောင်ဖြစ်ဇပွဲကုန်းဘာပါလဲဇပွဲကုန်းဆိုရင်ကျွန်တော်တို့ဒီမှာဒီကနေပြီးတော့ခုနကဒီကောင်ပေရန်ဆွဲတဲ့ကောင်ရှိတယ်အဲဒီကောင်ပြန်ပြီးတော့ထင်လို့ရပြီအဲ့တော့ဇပွဲကုန်းရဲ့ဇပွဲကင်းရဲ့တက်စီနော်ခွဲတော့မြင်အောင်ကြည့်ပြီးတော့ရင်ဇပွဲကုန်းမှာကျွန်တော်တို့ဒီခုံရဲ့အနားမှာတန်းရှိတယ်မအောင်ထည့်တာဆိုတော့တန်းရှိမယ်ပြီးတော့မှကျွန်တော်တို့ဒီမှာဝဲဝင်တိုင်ခုံတိုင်ပေါ့နှစ်တိုင်ပဲမြင်ရမယ်ဟိုဘက်တိုင်ကတူလေးမလို့ဝဲပူလေးမလို့နှစ်တိုင်ပဲထည့်ဆုံးဝဲချိန်တော့၄တိုင်လုံးဒီဘက်အဖျားလေးတော့မြင်ရမယ်โอเคဒီမှာတေးရခင်းရလေဒီဘက်မှာလဲဆိုနည်းနည်းလေးအနားလေးတွေပေါ့ကဇွဲကောင်ကနည်းနည်းလေးပိတ်စ
အဲ့ဒါနဲ့လိုသွားရပါဗျာတည်ရမှာစက်ထုတ်တဲ့လူကပညာပြရတာဆိုနည်းနည်းလေးဒီမှာနဲ့လိုနေတယ်ဒီဘက်ကျတော့ကျွန်တော်ဒီမှာတို့အနာလေးထောင်နေတာရတယ်တို့ထောင်လိုက်နှစ်နာရှိမယ်နော်ပြီးပါကျွန်တော်ဒီမှာအကုန်လုံး꿰တယ်ဒီနားလေးပဲမြင်ရမှာဒီနားလေးကိုဆက်လိုက်ပြီးတော့ကျွန်တော်ဒီဘက်ကျတော့လေဒီမှာဒီလိုမျိုးအတွန့်လေးပေါ့ရတယ်ဒေါင်းပြတ်နေရဆိုတာကျွန်တော် frame ထဲမှာပါတော့နော်frame ထဲမှာကျွန်တော်ထည့်ဆိုလို့မရဒေါင်းပြတ်နေပေါ့โอเคပြီးအဲ့ဒီပွဲဆုံးမကျင်းနေသေးဘူးဗျာဟိုကလုံးမယ်အကွက်ဖော်ဆိုခဲ့ရင်တီပဲကင်းပွက်ဖော်နော်ကဲတော့ကျွန်တော်ဒီမှာဗီဒီယိုရှင်းပဲဒီမှာအရင်တော့မကောင်းနေတော့ပေါ့အကွက်လေးဒဲလာတဲ့ကောင်ဒဲပဲဆွဲမယ်ပြီးတော့ကျွန်တော်နှစ်ကြောင်းဆွဲအောင်ပြီးတော့ကျွန်တော်ဒီမှာတက်ဝက်မှာစောင်းတဲ့ကောင်စောင်းကျွန်တော်ရေကနေပြီးတော့ဒီအခုဒီမှာဒီဘက်ကိုစောင်းလိုက်မှာကျွန်တော်ပေရန်နဲ့ဆွဲရတဲ့မြင်းကြောင်ဘာကြောင့်ဆွဲရလဲဆိုတော့အဲ့ဒီမြင်းကြောင်နဲ့အပြိုင် perspective ကကျွန်တော်တို့ကဒီတက်တက်ကြီးကြည့်နေတာတက်တက်ကျွန်တော်တို့ကရက်ကြည့်နေတာပေါ့ရက်ကြည့်နေတာဆိုကျွန်တော်တို့ဒီဘက်ကျတော့ကျွန်တော်ညာဘက်မျက်လုံးရဲ့ဆိုရင်ဘယ်ဘက်မျက်လုံးရဲ့အမြင်ဒီဘက်ကျတော့ကျွန်တော်ညာဘက်မျက်လုံးရဲ့အမြင်လူရဲ့မျက်လုံးကဟိုဘက်ဒီဘက်ဒါမျိုးကွေးသဘောရှိဒါမျိုးတဲ့နာမှုဒါမျိုးကွေးနေမျက်လုံးအိမ်ရဒါမျိုးကွေးတာ final မှာဆိုလို့မျိုးကွေးနေတာဆိုတော့ကွေးဆွဲရတာဒါကြောင့်မို့ကျွန်တော်စကယ်ကိုအခြေခံပြီးဆွဲတာမျက်နှာဆိုရင်ဒါမျိုးကွေးနေတာဒါမျိုးတက်မို့တက်ဆိုရင်တော့ဒီကောင်ကဒီလိုတဲ့အပြိုင်မြင်ရမယ်မျက်လုံးရဲ့သဘောကိုဒါမျိုးကွေးနေတာမှန်ဘလူးကုန်းမျက်လုံးကမျက်စိရဲ့အိမ်ကကျွန်တော် iris တို့ကျွန်တော်တို့ဒီ iris retina တို့ကျွန်တော် eye corner တို့ကအခုံးဖြစ်တာကြောင့်မလို့ကျွန်တော်ဒီမှာဒီလိုတောင်းနေပြန်ပြီးတော့မှမြင်ခွင်းမှာကိုယ့်ရဲ့မျက်လုံးရဲ့အမြင်မှာလာပေါ်နေတကယ်ခုံကြီးကအနာကသွားပြီးဒီအနာကကြီးအဲ့လိုမျိုးစောင်းနေဆိုမစောင်းနေဘူးတက်တယ်ဟုတ်ပြီနော်အမြင်ကိုယ့်ရဲ့ကျွန်တော်မျက်လုံးရဲ့ကျွန်တော်ပုံရိပ်ဖမ်းတဲ့နေရာမှာမှန်ဘလူးကုန်းကြောင့်ဟောဖေးစမှာတရားလေးမှန်ဘလူးကုန်းကြောင့်ပြီးတော့ကျွန်တော်မျက်လုံးရဲ့အပေါ်မှာရှိတဲ့မျက်ကြည်ကအခုံးပုံစံ iris ဆိုတဲ့ကျွန်တော်မျက်လုံးကအခုံးပုံစံဖြစ်တာကြောင့်မလို့မျက်လုံးရင်အခုံးပုံစံဖြစ်တာကြောင့်မလို့ပြန်ပြီးတော့မှကျွန်တော်တို့ဒီမှာအမြင်တွေကညီဝဲမြင်နေမှာဆိုရင်တောင်းနေကျွန်တော်ပြန်ပြီးတော့မှကြုံတာတွေကြဲတာတွေဒါတွေပြန်ဖြစ်လာတယ်မျိုးလုံးကတက်တက်ကြီးစိတ်မျိုးလုံးတက်တက်ကြီးဆိုရင်အဲ့ဒါဆိုရင်ကောင်းတာတခါတည်းတပင်းကြီးတွေကတန်းပြီးမြင်ရပြီးအဲ့ဆိုတော့ဒါဆိုတော့ကျွန်တော်ဒီဘက်မှာထပ်ပြီးဆိုရင်အလေကောင်းမှာနည်းနည်းလေးစောင်းဒါနဲ့အပြိုင်ရှိရမယ်ဒီနေရာမှာကျွန်တော်တို့တစ်ချောင်းရှိရမယ်ဒါအကွက်ပေါ်သွားတဲ့နေရာဒီတော့ဒီမှာတစ်ချောင်းရိုင်းမတုံလို့ပြောရအောင်ညီအောင်ဆက်မယ်နော်ဒီဘက်ကျရင်ကျွန်တော်ဒီမှာလေကောင်ကပြန်ဆောက်ဆိုတော့ကျွန်တော်ဒီမှာဒီအောက်ခြေမှာပြန်ပြီးတော့မှဒီမှာအကွက်ထည့်ခြင်းထပ်ထည့်ခြင်း၄000ကွက်ကျွန်တော်ဖော်ခြင်းတယ်ပေါ့ဗျာညီရီယာမလို့အတွန့်အခေါက်အဝစ်ခင်းမလို့ဒီလိုကျွန်တော်ဒီပေါ်မှာတော့ဟို plastic လို့ပြောင်ချောခင်းတာဆိုရင်ဒီကောင်စန့်နေအောင်ဆွဲရမှာတန်းနေအောင်ဆွဲရမှာနော်လည်းလွယ်အောင်ဆိုပြီးတော့ဒါအတွန့်ခေါက်ထည့်ပြီးဆိုတော့ဒီမှာနှစ်ကြောင်းရှိရပေါ့နောက်တစ်ကြောင်းကျတော့ကျွန်တော်ဒီမှာဒီထဲမှာကွယ်သွားပြီးထပ်သွားပြီးဆိုတော့ဒီမှာမြင်ရတဲ့နေရာပဲလိုက်ဆွဲမယ်ကိုယ့်ပုံကိုပြန်ကြည့်ကျွန်တော်လည်းဒီမှာတူလိမ့်မယ်ကိုယ့်ပုံမှာဒီလိုလွတ်တဲ့နေရာမှာပြန်ပြီးတော့မှ line တွေထည့်easy ပါလွယ်ပါလေလောက်လည်းမဟုတ်ပါရိုင်းလို့ပြောရိုင်းလည်းပြောရင်တို့ဒါအဲ့လောက်တော့များမတင်တော့ဘူးဆိုပြီးချော့ပေါင်းနေတာနော်ဆိုတော့နည်းနည်းလေးအင်တာဘင်းအတိုင်းထွက်တော့ပါဆိုဒီကောင်ပြက်โอเคကျွန်တော်ဒီမှာဟောပေါ့ကဲတော့ရပြီစတိလိုက်မကဘာမှမကတော့ဖေးရီကြီးအောင်ဖေးရီကိုကျွန်တော်တို့အထဲမှာအောက်သားကုန်လို့ပြီးအင်းသားကုန်လို့ထည့်တော့အင်းသားကုန်လို့နော်ဖေးရီကစောင်းနေတဲ့ရတာကိုပေါ့ဆွဲမယ်ပြီးသွားရင်ဒီမှာအလုံးတွေကြီးပဲအဲ့တော့ကျွန်တော်တို့အင်းသားကုန်လို့ထည့်ရင်အင်းသားဆိုတဲ့ပုံစံထည့်ရမှာနော်ဆိုတော့နံပါတ်1ကပုံစံကဘယ်လိုရှိသူ့ရဲ့ပုံစံကစောင်းလာတိတ်လာဆိုစပြီးကြည့်ပြီးသွားရင်နံပါတ်2ကျရင်ကျွန်တော်ဒီကောင်ကလုံးနေတာပြားနေတာကျွန်တော်ဒီမှာအလုံးကိုဖော်ခြင်းမြင်ကွေး3ရမှာအပြားကိုဖော်ခြင်းမြင်းဖြောင်း3ရမယ်ဟုတ်ပြီနော်ကျွန်တော်ဒီမှာဆွဲနေတာကအလုံးတွေဖြစ်တဲ့အတွက်မြင်းကွေး3ကို3ရမယ်မြင်းကွေးမှာလုံးဘက်ကိုပြမှာလားဒါတက်ပြီးတော့ခွဲအောင်လုံးဘက်ကိုပြမှာလားဒါမှမဟုတ်ဆိုရင်ကျွန်တော်ဒီလိုစောင်းနေတဲ့အလျားလိုက်ကိုပြမှာလားအဲ့တော့နှစ်မျိုးထပ်ပေါ်မယ်နော်အဲ့တော့နည်းနည်းလေးကျွန်တော်ဒီမှာ note ထဲမှာပြန်ရေးမယ်ဆိုတော့အဲ့မှာဒါ regular ရှိပေါ့အဲ့မှာဆိုရင်ကျွန်တော်တို့ဒီနံပါတ်1ကဘာဆက်ပြီးစဉ်းစားမယ်ဆိုကျွန်တော်အောက်သားကုန်လို့ပြီးသွားရင်အင်းသားကုန်လို့ထည့်ဖို့အတွက်အင်းသားကုန်လို့မှာကျွန်တော်သူ့ရဲ့ proportion ပေါ့ဒီနေရာမှာစောင်းနေတာတက်နေတာဆိုတော့ကျွန်တော်စောင်းတာတက်တာဒါတွေကိုထပ်ပြီးစဉ်းစားရမယ်
စောင်းလားတဲ့လားပေါ့ရိုင်းနေလားပေါ့အကုန်ပါတယ်နော်ပြီးတော့ဒုတိယမြောက်ဆင့်ကကျွန်တော်ဗာထပ်ပြီးစဉ်းစားမယ်ဆိုရင်ဒုတိယမြောက်ဆင့်မှာစောင်းလာတဲ့တာရပြီဆိုရင်အထဲမှာကျွန်တော်တို့အင်းသားကုန်ကိုထည့်ဖို့အတွက်ကကျွန်တော်ဒီလုံးပတ်လို့ခေါ်တဲ့ဒီလိုတစ်ပတ်လေဒီလိုလုံးပတ်ကိုပြန်ပြီးတော့ပြခြင်းလားဒါမှမဟုတ်ဆိုရင်ကျွန်တော်တို့ဒီဟာကိုပဲပြန်ပြီးတော့မှအဲ့စောင်းတာနဲ့တဲ့တာနဲ့ကိုဖော်ပြခြင်းလားနှစ်မျိုးလုံးထည့်လည်းရတယ်ပြဿနာမရှိဘူးနော်အဲ့တော့ medical စဆင်းရမှာကိုယ့်ရဲ့ပုံကကိုယ်ဆွဲရတဲ့ပုံကစောင်းနေတာတဲ့နေတာကိုယ့်ရဲ့တစ်ခုချင်းပဲနော်အကုန်လုံးမချုံမစင်တော့ကိုအင်းသားကုန်တို့ထည့်မဲ့ဝိတုပစ္စည်းရဲ့တစ်ခုလေးသောမျက်နှာပြင်ကိုပဲကြည့်ပြီးစဉ်းစားမယ်စောင်းရတယ်လားရပြီဆိုရင်အဲ့ကောင်ကကိုယ်ဆွဲမဲ့ပုံကလုံးနေလားပြားနေလားပေါ့လုံးလားပြားလားဒါကိုထပ်ပြီးစဉ်းစားအဲ့လုံးပြားကိုရပြီဆိုတော့မှထပ်ပြီးတော့အထဲမှာထည့်မဲ့ညီနောက်ကလုံးဘက်ကိုဖော်မှာလားဒီလိုပတ်လေဖြစ်တဲ့လုံးဘက်ကိုဖော်မှာလားဒီလိုအများလိုက်ဖြစ်တဲ့လုံးဘက်ကိုပြန်ပြီးပြမှာအဲ့ဒါမျိုးထပ်ပြီးစဉ်းစားနှစ်ခုသုံးထည့်လည်းရတယ်အဲ့တော့ကျွန်တော်ဒီမှာနှစ်ခုသုံးထည့်ပြမယ်တစ်ခုလေးထည့်ဆွဲလည်းရတယ်မှန်ဆိုတော့ကျွန်တော်ဒီမှာဆိုရင်အဲ့တော့စောင်းလာကိုရပြီကျွန်တော်အဲ့စောင်းတဲ့အတိုင်းစဆွဲအောင်ကျွန်တော်ဒီခလေကောင်မှာရှိတဲ့ဒီမင်းကြောင်းကဒါအတူတူပဲအပေါ်ဘက်ကိုရောက်သွားရင်ဖေးပြီးအပေါ်လိုင်းတွေအပေါ်ကိုကွေးပြီးတက်သွားမှာအပြင်မှာလည်းသဘောတရားတူတူပဲเนาะဆိုတော့ကျွန်တော်တို့ဒီမှာစမယ်အဲ့တော့အင်းနာကွန်တို့ line နေဆိုမှာเนาะ line ဖြောင်းနေဟိုထဲကဖေးပြီးပုံမှန်မြင်ရတဲ့ခွန်တွေမှာမြင်ရတဲ့ပုံစံတွေမပါဘူးပုံစံတွေမထည့်ဘူးကျွန်တော်ဒီမှာဆိုရင်ကွန်တို့တွေစပြီးတက်သွင်းပြီပေါ့ကြီးလေကောင် line ရတက်တယ်ပဲအဲ့ဒါဗမာသွားပြီးတော့ဒီဟာကိုနားလေဗမာသွားတည်အောင်ဆိုခဲချင်တည်တာလေခဲချင်ဒီလိုချစ်ရမှာဒီလားဖေးဒီဆောင်းပုံနဲ့ဒါမျိုးချစ်ရအောင်ဟုတ်ပြီနော်ဖေးဒီလုံးဘက်ကိုပေါ်ခြင်းဒါမျိုးပြန်ပြီးခွာရအောင်โอเคဒါကကျွန်တော်ဖေးဒီဆောင်းအဲ့ဒီဆောင်းမှာကျွန်တော်တို့ကလုံးဘက်ရခြင်းနဲ့မျိုးလုံးရဲ့အောက်ကိုကြာနေရဆိုရင်တော့တည်ရမှာမျိုးလုံးအောက်ကိုကြာတဲ့မြင်းချောင်းဒီဒါမျိုးဘယ်တော့မှမခုံဒါမျိုးခုံမဆွဲလုံးဘက်ထဲဒါမျိုးပဲသွားမှာမျိုးလုံးအောက်ကိုကြာမျိုးလုံးအပေါ်ကိုတက်ရင်တော့ဒါမျိုးခုံသွားလိမ့်မယ်ဟုတ်ပြီနော်ပြီးတော့ရင်စောင်းတာတော့ပြဿနာမရှိဘူးအဲစောင်းတာတော့ဘယ်လိုစောင်းရလဲစောင်းတဲ့နေရာမှာတော့ဒါမျိုးစောင်းနေရဖြစ်တဲ့အတွက်အစောင်းကိုယူဆွဲရင်ဒါမျိုးခုံးတယ်ဒါမျိုးခွက်တယ်ဒါကမှန်တယ်ဒါပေမဲ့အတဲဆွဲတော့မယ်ဒုတိယကိုကျွန်တော်တို့ပြန်ပြတော့မယ်ဆိုရင်ကျွန်တော်မျိုးလုံးအောက်ကိုကြားတဲ့ကျွန်တော်လုံးဘက်တွေပေါ့ဒီလိုလုံးဘက်တွေထည့်တဲ့မြင်းချောင်းမှာပတ်လေထည့်တဲ့မြင်းချောင်းဒီမျိုးလုံးအပေါ်မျက်စိအပေါ်ရောက်နေတဲ့ပုံမဟုတ်မျက်စိအောက်မှာကြားလို့ကျွန်တော်တို့ဒီဇဝဲကင်းအပေါ်မြင်နေရတာမျိုးလုံးရဲ့အပေါ်တက်သွားတယ်ကိုကဇဝဲကုန်းအောက်မှာရောက်နေဆိုရင်ဒီဟာတွေမြင်ရမှာမဟုတ်ဘူးလေနော်ဆိုတော့မျိုးလုံးအောက်ကိုကြားတာဖြစ်တဲ့အတွက်လုံးဘက်ဆိုရင်ရင်းကွေးအဝိုက်ကိုပဲသုံးမှာအဲ့တော့ကျွန်တော်ဒီမှာဆိုရင်ပြန်ထည့်မယ်အပေါ်ပြန်စစိတ်နဲ့များစိတ်တယ်နော်ကျွန်တော်ကချဲပေးနေတယ်ဆိုတာအမြန်လေးပြတယ်နောက်ထပ်ပုံလေးရှိသေးတယ်ဆိုတော့ကိုကစိတ်ထဲကျွန်တော်ဒီမှာနမူနာပြမယ်ခဲချင်ဒါမျိုးရှိရမှာအရင်ဆုံးဖေးရည်ရဲ့ဒါမျိုးအဆောင်ကိုပြရမယ်ပြီးသွားရင်ဖေးရည်ရဲ့လုံးဘက်ကိုဒါမျိုးပြရမယ်ကွန်တို့ဘာကြောင့်ကျွန်တော်အခုထည့်ပြီးတော့ဆွဲခိုင်းရဲဆိုရင်value တွေထည့်တဲ့အခါမှာကိုချစ်ချင်တိုင်းရှောက်ချစ်လို့မရဘူးအလုံးထည့်ပေါ်တာဒီမှာကြီးဒါမျိုးကျွန်တော်တို့ထည့်မယ်ဆိုရင်ဒီမှာဖေးရည်ရဲ့လုံးဘက်ဒီစပြီးတော့ပေါ်လာပြီးဒါမျိုးထည့်မယ်ဆိုရင်ဖေးရည်ကလှဲပြီးတော့မှလုံးနေတဲ့ဖေးရည်လုံးဖြစ်သွားလိမ့်မယ်ရိုးရှင်းလေးပဲနော်တော်တော်များအဲ့ဒီကွန်တို့နားလေလို့သာခဲချစ်တဲ့အခါမှာကိုချစ်နေရှောက်ချစ်ပုံကပုံစံပေါ်လိုမျိုးဖြစ်နေတာတကယ်တကယ်မှမဟုတ်အဲ့တော့ဒီကောင်ဆိုရဲလို့ပဲဆိုတော့ကျွန်တော်ကညာနဲ့ဆွဲနေဆိုရင်ဘယ်ဘက်ချမ်းကိုရင်စားတယ်ဘယ်နဲ့ဆွဲရင်ညာဘက်ချမ်းကိုစားတယ်ဖြောင်းမြန်နော်ညာနဲ့ဆွဲရင်ဘယ်ဘက်ချမ်းကကောင်စားတယ်ဘယ်နဲ့ဆွဲရင်ညာဘက်ချမ်းကောင်စားတယ်အဲ့တော့ကျွန်တော်အခုညာနဲ့ဆွဲဆိုဘယ်ဘက်ချမ်းကောင်စားတယ်ဖန်ဒီလုံးဝနဲ့လုံးဘက်ရှိတယ်ဟုတ်ပြီနော်အပေါ်နဲ့အောက်ထောင်နေတယ်သူ့ရဲ့သဘောတရားအပြင်အနေနဲ့အောင်ကြည့်ရနော်ဒါဆိုရင်ကျွန်တော်တို့အလုံးဝလေးထောင်ထောင်လေးဖြစ်ပြန်ပြီးတော့မြင်ရပြီကြည့်ရတယ်ကိုလုံးဝမှန်းသိပြီဒါဆိုကျွန်တော်တို့ဒီမှာအလုံးတယ်ပေါ်လာတယ်အလေကောင်မြင်းကြောင်းရှိတယ်တက်တယ်ပဲပြီးတော့ကျွန်တော်တို့အဝိုင်းဖေးရည်ကဝိုင်းတယ်ဆိုတော့ sorry ပန်းဒီကဝိုင်းတယ်ဖေးရည်ရောက်ပြီဆိုတော့ဒီမှာဝိုင်းသွားပြီဖေးရည်ကဝိုင်းပါတယ်ဒီဖေးရည်ဆိုရင်ပန်းဒီကဝိုင်းပါတယ်ဆိုပန်းဒီကဝိုင်းပြီဒါပဲ easy ပဲတလုံးချင်းထည့်မယ်ဒီကဒါမျိုးစောင်းနေတယ် okay စောင်းနေတယ်
စောင်းတယ်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 ဒီပါရင်ကွေးတယ်လုံးလေးဖြစ်နေတယ်ကွေးလေးဖြစ်နေတယ်ကွေးလေးဖြစ်နေနော်ဒီငပြောသည်ဒါမျိုးပြန်ပြီးတော့မှကျွန်တော်ဒီမှာသူ့ရဲ့အလေကောင်မြင်းကြောင်းဆိုဒါမျိုးပြန်ရှိမယ်ဟုတ်ပြီနော်ငပြောသည်မှာကျွန်တော်ဒီမှာတစ်ချက်မို့တယ်တူတိုင်းပဲဖောင်းတယ်ဒီမှာလာပြီးတော့စုတယ်အဖက်ကိုကွေးတယ်ခွက်တယ်ဘောပြန်တက်တယ်အဲ့တော့ငပြောသည်ဘယ်လိုထည့်မှာလဲငပြောသည်ကျွန်တော်တို့ဒီမှာအဲ့တော့ဒီမြင်ရတဲ့ပုံစံမှာဆိုရင်အပေါ်ဘက်ကိုပြန်ပြီးတော့ကွေးမလားဒဲကွေးမလားကျွန်တော်ဒါမျိုးထည့်မယ်ဆိုရင်ဒီမှာမြင်မှုရမှာဒါမျိုးပုံလေးကွန်ဒိုလိုင်းဆိုပြီးတော့ရှာကြည့်တော့ကိုယ်ပြန်ပါဒါဘေးဘေးဖောင်ဒေးရှင်းရဲ့သဘောပဲပေါ့ construction line ကိုဟိုကအစာအုပ်တစ်ခုမှဘာလဲလို့ဆိုကျွန်တော်တန်ဒီတန်ဝေးချနေတဲ့ပုံစံမျိုးပဲဆိုတော့အဲ့တိုင်းဝေးချပြီးကျွန်တော်ဘီလက်မီတက်ပေါ့အဲ့ဘီလက်မီတက်ဆိုတာကျွန်တော်ဒီမှာခဲကြတော့ခဲရင်ကျွန်တော်တုံးနေထင်ဘယ်လိုရထင်ဟောခြေတုံးကြီးဆိုရင်လည်းကျွန်တော်အဲ့တိုင်းပဲကျွန်တော်ဒီမှာဒါမျိုးကွေးရှိရမယ်တက်ကွေးဒီထဲအကောင်ရဲလို့ပဲဆိုတော့နော်ဆိုတော့ဒါဒီကျွန်တော်တို့နောက်ဥစားပြီးဆိုတဲ့ပုံဒီပုံပြီးကျွန်တော်ကိုယ်ကလည်းဂူတွေကပို့လိုက်မယ်ဆိုတော့အိမ်သာအနေနဲ့နောက်တစ်ခုထပ်ပြီးတော့မှဒါမျိုးထပ်ဆွဲမယ်ပြီး homework တင်ပေါ့